kuna pet dore kuna pet chano yo dore aya ba le nga i myo lin chin no nga i myo lin chin nga i myo lin chin ဆိုတဲ့ခေါင်းစဉ်လေးနဲ့ပတ်သက်ပြီးတော့ဗောနော်ကျွန်တော်ကျမ်းပိုင်လေးတစ်ပတ်ကိုကျွန်တော်ဖတ်ပြချင်တယ်အဲ့ဒီကျမ်းပိုင်လေးကတော့တက်တလုံးနဲ့ဩဝါဒစာမှာပြောထားတာဗောနော်အဲ့ဒါလေးကတော့ညီအကိုတို့တဲ့မျောလင့်ခြင်းမရှိတော့အခြားသူတို့သည်တဲ့ဝမ်းနဲ့တကယ်တော့တင်တို့သည်တဲ့ဝမ်းနဲ့မိအကြောင်းတဲ့အိပ်ပျော်နေသောသူတို့ဤအမှုအရာကိုမသိပဲနေစီခြင်းကငါတို့အလိုမရှိသဘောပေါက်လားအဲ့ကျမ်းပိုက်လေးသဘောညီအကိုတို့တဲ့မျောလင့်ခြင်းမရှိတော့အခြားသူတို့မယုံကြည်တဲ့သူတို့ပြောချင်တယ်သူကလေအခြားသူတို့ဆိုတာမယုံကြည်တဲ့သူတွေဒီနေ့မှာတိဖို့ကျွန်တော်တို့ယုံကြည်သူတွေကကျွန်တော်တို့သူတို့လိုပဲပေါ့နော်ဝမ်းနေတဲ့အရာနဲ့ကျွန်တော်တို့သူတို့ဝင်ကတရင်ကောင်းပြောဖို့ဆိုတာကိုကျွန်တော်ပြောချင်းဖြစ်ပါတယ်လို့ကျွန်တော်နည်းနည်းစိတ်ကပြောင်းသွားပြီပေါ့နော်နည်းနည်းအဲ့တော့အရင်ဆုံးကျွန်တော်မပြောခင်မှာကျွန်တော်အမျိုးသမီးကကျွန်တော်နည်းနည်း record လုပ်ထားတာရှိတယ်ကျွန်တော်တနင်္လာနေ့မှာကျွန်တော်တို့အမြဲတမ်း Bible Study လုပ်တယ်ဆိုတော့လေ Bible Study လုပ်တဲ့အချိန်မှာကျွန်တော်အဲ့အကြောင်းကိုကျွန်တော် Bible Study လုပ်တော့ကျွန်တော်ဘာလုပ်တယ်လဲဆိုတော့ဇာတိလူနဲ့ဝိညာဉ်လူပေါ့နော်ဇာတိပဂတိလူနဲ့ဝိညာဉ်ပဂတိလူဆိုတော့ကျွန်တော် Bible Study လုပ်တဲ့အခါမှာကျွန်တော်အမျိုးသမီးအရန်ခွင့်အားရတယ်အဲ့ဒါကြောင့်ကျွန်တော်ဒီနေ့အဲ့ဒီတရားလေးကိုဟောပေးပါတဲ့အဲ့ဒီကျွန်တော်ဟောချင်တာအခုနကဟိုဟာလေငါဤညှို့လင့်ချင်းဆိုရပါတော့အဲ့ဒါကျွန်တော်ပြောချင်တာဒါပေမဲ့ तू ကငါဤညှို့လင့်ချင်းတဲ့အဲ့ဒီဟာလေးကိုပြောပေးပါလားတဲ့အဲ့ဒါဘာဖြစ်လို့လဲဆိုတော့ तू ဘုရားကျောင်းကိုအခုပါဝင်နေတာနှစ်ကျော်နေပြီပေါ့နော်အရင်တော့ကတော့ဘုရားကျောင်းမှာအရင်ပျော်ရွှင်ကြတယ်တဲ့အိမ်ဘုရားကျောင်းရောက်နှုတ်ဆက်ရလဲအရင်ပျော်တယ်တဲ့အခုနောက်ပိုင်းနဲ့စိတ်ထဲမှာပေါ့နော်မျက်နာတွေကတော့တဲ့တယောက်နဲ့တယောက်ဘယ်လိုပြောမလဲလောကရဲ့ဟိုလဲပါမှာပေါ့နော်ပျော်ရွှင်ခြင်းနဲ့မတွေ့တော့ဘူးတဲ့နည်းနည်းကြလာတယ်ပေါ့နော်အရင်ကတော့မဟုတ်တော့ဘူးတဲ့သူစိတ်ထဲမှာသူဖြစ်နေတယ်တဲ့အဲ့ဒီတရားကိုဟောလိုက်လို့ရှိရင်အကုန်လုံးကဟိုဖြစ်မှာပေါ့လို့ဘယ်လိုပြောမလဲစိတ်ဆိုးကုန်မှာပေါ့လို့ကျွန်တော်ပြောတယ်လေအဲ့ဒါမျိုးဟောလို့ရှိရင်အမှန်တရားတွေကတော့တဲ့လူတွေမုန်းရင်တော့ခဏပါပဲတဲ့မုန်းရင်9 ရက်ကဲ့ရဲ့ရင်9 ရက်ပေါ့နော်ဟောပေးပါတဲ့အဲ့ဒါမျိုးတွေကပြောလို့ရှိရင်တော့လို့ဘယ်လိုပြောမလဲကိုဆိုတာလည်းကလောကကြီးမှာနေနေတယ်ဆိုတော့လေအမားဆိုတာမကင်းဘူးလေနော်အဲ့ဆိုတော့ဒါမဲ့ဘာဖြစ်ဖြစ်ဘုရားရှင်စကားပြောပါစေပေါ့နော်ဒီနေ့ကြီးမှာရောက်ရှိရတဲ့ညီကောင်မောင်နှမတွေနှလုံးသွင်းမှာအခုနဆွန်ခွေးပါပြောတယ်လို့ပေါ့နော်နှုတ်ကပတ်တော်ဘုရားရဲ့စကားတွေကိုယ့်ရဲ့နှလုံးသားမှာတစ်ခုဝင်သွားရင်လေသင်ရဲ့ဘဝပြောင်းလဲတယ်အာမင်အားကြောင့်ကျွန်တော်တို့လူဖြစ်တဲ့အခါမှာကျွန်တော်တို့လူတွေကဘယ်ကနေလာလဲလောကကြီးကိုရောက်လာတဲ့အခါမှာအမားတွေနေပဲကျွန်တော်တို့မွေးအမိဝမ်းတရားနဲ့ပြိတ္တိဆိုတဲ့စာအပြစ်ပါလေးရှိတယ်တဲ့နော်စာလံကျမ်းထဲမှာသူပြောထားတယ်သူတို့စာရန်ကနေပြီးတော့ကျွန်တော်တို့ကြီးထွားလာပြီဖြစ်တာဟုတ်ကဘာဦးကျမ်းကနေပြီးတော့ကျွန်တော်အာရန်အေဝါလေးထက်ကနေစဖျားနေပြီးတော့စာရန်အောက်ရောက်သွားပြီဆိုတော့အားလုံးသိပြီးသားပဲအဲ့ဒါတော့လေအပြစ်ပါအားလုံးကအပြစ်ပါသူဖြစ်ဒါပေမဲ့ကျွန်တော်တို့ယုံကြည်သူဖြစ်လာတဲ့အခါမှာယုံကြည်သူဖြစ်ပြီဆိုပြီးတော့ကျွန်တော်နှိချင်းနေခံလိုက်ပြီစေတန်းစာမွေးအောင်တော့ဘောလောကမှာဆိုလို့ရှိရင်တော့ဘယ်လိုပြောမလဲစေတန်းစာမွေးအောင်လို့ရှိရင်ဒီမှာဆိုတော့ high school အောင်ရင်ပေါ့certificate တွေပါတယ်ရတယ်လေနော်ကျွန်တော်လောကမှာလည်းအသက်ရှင်တဲ့အခါမှာဝိညာဉ်တော့ကဲတင်ချင်းရပြီဆိုပြီးတော့ဆရာပိုင်းကနေပြီးတော့နှိချင်းနေပေးပြီးတော့certificate တွေထုတ်ဝေးတာပေါ့နော်အဲ့တော့လောကအရာပေါ့နော်ကျွန်တော်ပြောချင်တာကနှလုံးသားထဲမှာတကယ်ဝိညာဉ်ရပြီဆိုလို့ရှိရင်ကျွန်တော်တို့ဝိညာဉ်ရှိပြီးတော့အသက်ရှင်နေတဲ့တာကဝိညာဉ်ပဂရိအသက်ရှင်နေတဲ့တာမတူဘူးဇာတိပဂရိနဲ့အသက်ရှင်တာနဲ့ဝိညာဉ်ပဂရိနဲ့အသက်ရှင်တာမတူဘူးဆိုတာကိုကျွန်တော်ဒီနေ့မှာနည်းနည်းပါကျွန်တော်ရှင်းပြချင်တယ်အားလုံးကတော့အမားနေမကင်ဘူးမှားကြမယ်ဒါပေမဲ့အမားဆိုတာကတော့နှုတ်ကပတ်တော်နဲ့တွေ့သွားလို့ရှိရင်တော့အသက်ပြန်ဖြစ်ပါတယ်အာမင်ကျွန်တော်အဲ့ဒီဇာတိပဂရိလူနဲ့ဝိညာဉ်ပဂရိလူဆိုတဲ့အရာကိုကျွန်တော်ပြောချင်တယ်ဝိညာဉ်ဇာတိပဂရိလူကတော့ငါဆိုတဲ့အပေါ်မှာပဲကျွန်တော်တို့ရက်တည်တာများတယ်ငါလုံနိုင်တယ်ဒီထန်ခုံကိုငါဆိုတဲ့အရာပဲထန်ခုံမှာထိုင်ချင်တယ်ပေါ့နော်ဝိညာဉ်သမားကြတော့ဝိညာဉ်ပဂရိလူကြတော့အဲ့ဒါမျိုးမဟုတ်တော့ဘူး
နင်ချချင်းနေစိတ်ကြည်ချင်းသူလုံးလုပ်ပါစေအဲ့ဒါမျိုးတွေပေါ့နော်နားလေပေးလာနိုင်တယ်ကို့တွေ့ပဲမကြည့်တော့ဘူးသူတပားဘာဖြစ်နေတယ်လဲဘယ်လိုမျိုးကူညီပေးရမလဲငွေချင်းနေလားငွေချင်းနေတိုင်းဆူတောင်းချင်းလားဘောနော်ဝိညာဉ်ပဂတိလူကြတော့ဒီလိုဖြစ်လာတယ်သူတပားမှာစာနာတက်လာတယ်ဂျင်နာတက်လာတယ်ချစ်ခင်တက်လာတယ်မျက်နှာတက်လာတယ်ဒါပေမဲ့ဇာတိပဂတိလူကြတော့ငါလုံနိုင်တယ်ငါတက်တယ်ငါလုံရင်အကုန်ရတယ်ဆိုတာမျိုးအဲ့ဒါကငါဆိုတဲ့အရာကဖះကလေဖះရှိမှဆိုလို့ငါဆိုတဲ့အရာကလေnothing ပဲဘာမှမရှိဘူးပေါ့နော်အဲကြောင့်ဇာတိပဂရိလူဆိုတဲ့ဟာလေးကိုကျွန်တော်နည်းနည်းကျွန်တော်အရင်ဆုံးကျွန်တော်ဖတ်ပြချင်တယ်ဂလတိဩဝါဒစာထဲမှာပထမစာဆောင်ထဲမှာပြောလဲဆိုတော့ဂလတိထဲမှာပေါ့နော်ရှင်ဘောလူကလည်းအဲ့ဒီကတိမျိုးကိုရောက်သွားတော့သူတို့ကြည့်ပြီးတော့လေအကုန်လုံးရက်ပြစ်လိုက်ချင်တယ်တဲ့ဒုံနေဘာဖြစ်လဲဆိုတော့သူတို့ဖျားเจ้าရောက်တဲ့ခါကျမှသူတို့ဖျားเจ้าထဲမှာလေဇာတိနေပဲအသေးရှင်ရတယ်တဲ့အဲ့ဒီရှင်ဘောလူကပြောတာပေါ့နော်အဲ့ဒီအကြောင်းလေးကိုကျွန်တော်ဖတ်ချင်တယ်နော်အားလုံးသိတောင်းဇာတိပဂရိလို့ဆိုတော့အသေးရှင်မလားဆိုသိမှာပါနော်ဒီမှာရှိတဲ့ညီကိုမောင်နှမရလားဒါပေမဲ့မရှောင်နိုင်တာလေးတစ်ခုပါပဲအားလုံးကတော့သိမယ်လို့ကျွန်တော်မျှော်လင့်နေအခန်းကြီး9အခန်းကြီးကအပိုက်ငယ်16ကနေပြီးတော့21လောက်ပေါ့နော်ကျွန်တော်ဖတ်ချင်တယ်ဇာတိပဂရိအကျင့်တို့သည်တဲ့ထင်ရှားကြ၏တဲ့ထိုအကျင့်တို့မူကားတဲ့သူ့မယားကိုပြစ်မှားခြင်းမတရားသောမြေထုံ၌မိဝဲခြင်းတဲ့ညစ်ညူးစွာကျင့်ခြင်းကိလေသာလွန်ကျူးခြင်းတဲ့ရုပ်တုကိုးကွယ်ခြင်းသူတပားကိုပြုစားခြင်းနဲ့ရန်ညိုးဖွက်ခြင်းရန်တွေ့ခြင်းဂုံပြိုင်ခြင်းအမျက်ထွက်ခြင်းညင်းခုန်ခြင်းအချင်းချင်းကွဲပြားခြင်းနဲ့တင်းခွဲခြင်းသူ့အကျိုးကိုညှူဆူခြင်းနဲ့လူအသက်ကိုတတ်ခြင်းရစ်မျိုးကိုတောက်ကျူးခြင်းနဲ့ပွဲလုပ်ခြင်းမှစ၍ထို့သောအကျင့်ပေသည်ထို့သောအကျင့်ကိုကျင့်သောသူတို့သည်ဘုရားသခင်၏နိုင်ငံတော်ကိုအမွေမခံရကြဟုအထက်ကငါပြောနှင့်ခဲ့ပြီးဒီအတိုင်းယခုပင်လေငါပြောနှင့်၏ဟာလေလုယာလို့ကျွန်တော်တို့ဝန်ခံရလားမခံရဘူးနော်ဒီကျမ်းစာတိုင်းဆိုလို့ရှိရင်မသူကောင်းကင်သွားတော့မလဲဒီမှာမသူမသွားဘူးမသူကလွတ်နိုင်လို့တယ်ဒီမှာဒီကျမ်းစာတိုင်းပြောမယ်ဆိုလို့ရှိရင်သူများသားများကိုပြစ်မှားခြင်းစိတ်နဲ့ပြစ်မှားလဲပြစ်မှားတာပဲဖျားเจ้าလာရင်တော့မှချော်လိုက်တာနေအဲ့ဒါလည်းပြစ်မှားတာပဲတကယ်ပြစ်မှားတယ်ဆိုတာလေလူတယောက်ကကျွန်တော် style လောက်တာကမှတွေ့ရနော်အရင်မွေးလေးဖြန်းလာတော့အဲ့ဒီအနံလေးကိုရှူမိတော့မှမွေးတယ်ပြောရင်လည်းအပြည့်တဲ့နန်တယ်ပြောရင်လည်းအပြည့်တဲ့အပြည့်ကတော့အများကြီးပဲပေါ့နော်ကဲအခုကျန်းစာအတိုင်းဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာကောင်းကင်ရောက်မှသူဘယ်နှယောက်ရှိလဲတယောက်မှမရှိတော့ကိုလုံးငရဲသွားရုံပဲရှိတယ်ဒီကျမ်းစာအတိုင်းပြောတာနော်ကျွန်တော်ပြောချင်တာဒီအခုဖတ်သွားတဲ့အတိုင်းဆိုရင်ပြောတာဇာတိပဂရိနဲ့အသက်ရှင်မယ်ဆိုရင်ပေါ့နော်ကဲအောက်မှာစစ်ဖတ်ရအောင်20နှစ်မှာဝိညာဉ်ပဂရိအကျိုးမူကားတဲ့ချစ်ခြင်းတဲ့ဝမ်းမြောက်ခြင်းတဲ့ညီသက်ခြင်းတဲ့စိတ်ရှိခြင်းတဲ့ကျေးဇူးပြုခြင်းကောင်းမြတ်ခြင်းတဲ့သစ္စာစောင့်ခြင်းတဲ့နူးညံ့သိမ်မွေ့ခြင်းတဲ့ကာမဂုဏ်ချုပ်တီးခြင်းပေသည်တဲ့ထို့သောအကျင့်ကိုအဘယ်အရာမျှမမြစ်တာတဲ့ခရစ်တော်နှင့်ဆိုင်သောသူတို့သည်တဲ့ဇာတိပဂရိကို၎င်းဇာတိပဂရိစိတ်များနှင့်အလိုဆန္ဒများကို၎င်းတဲ့လဝါကတိုင်မှာရိုက်ထားကြပြီတဲ့ဒီဝိညာဉ်နဲ့အသက်ရှင်တဲ့သူပေါ့နော်ဝိညာဉ်ပဂရိနဲ့အသက်ရှင်တဲ့သူပြန်စစ်ဖတ်မယ်အောက်မှာ25မှာတော့ဖြစ်ရွယ်တဲ့ငါတို့ဒီတဲ့ဝိညာဉ်ပဂရိကြောင့်အသက်ရှင်လျင်တဲ့ဝိညာဉ်ပဂရိအတိုင်းကျင့်ကြကုန်တဲ့သူကျင့်နိုင်လားဝိညာဉ်ပဂရိအတိုင်းကျွန်တော်ကတင်ချင်းရပြီနော်ကိုကတင်ချင်းရပြီဆိုတော့လင်းမြောက်ပါအောင်ထားပါတော့မမြောက်တဲ့သူလည်းကတင်ရတယ်ကျွန်တော်ဒီကနေပြီးတော့ကျွန်တော်ခံယူပေးပါမယ်နော်ကြည်စမ်းဒီမှာပြောထားတာတော့ဖြစ်ရွယ်တဲ့ငါဤဝိညာဉ်ပဂရိအတိုင်းကျင့်ကြကုန်မသူကျင့်နိုင်လဲမကျင့်နိုင်လို့ယေရှုဆင်းလာတာရှင်းလေးပါပဲနော်နောက်ကျရင်ပြန်အဲ့ဒီအကြောင်းလေးပြန်လာမယ်နော်နည်းနည်းပါးစီနေလေအခုကျွန်တော်ဝိညာဉ်အကြောင်းနဲ့ဝိညာဉ်ပဂရိအကြောင်းနဲ့ကျွန်တော်ဇာတိပဂရိအကြောင်းကိုကျွန်တော်နည်းနည်းပါးပါပြောပြတာဖြစ်တယ်သူများကိုအသင်းပြောတာကောင်းလားသူ
သူများသားများကိုဖြစ်စည်းတာကောင်းလားပါဆက်ကတော့ဖျားเจ้าတော့လာတယ်ဖျားเจ้าမှာအမြဲတမ်းပြောကြတာကောင်းကင်နိုင်ငံသားတွေလို့ပေါ့နော်အိမ်ပြန်သွားရင်တော့ဘာယုံမှမပေါ်ဘူးအဲ့ဒီလူတွေကပုံများတယ်ဒီမှာဖျားကလေကျွန်တော်တို့ကကေတင်ရှိရပြီဘောနကန်ဖြစ်ပြီဆိုလို့ရှိရင်လေဖျားသခင်ကျွန်တော်အထဲမှာဝိညာဉ်တစ်စိတ်ခတ်လိုက်ပြီဆိုလို့ရှိရင်လေကျွန်တော်ရဲ့အသက်တာပေါ့ပြစ်သိရှင်ဖို့ကျွန်တော်တို့ဖျားကအလိုမရှိတော့ဘူးလုံးဝပေါ့ပြစ်အသက်မရှိမှနဲ့ကျွန်တော်တို့အသက်တာကိုလူတွေအရှိမာတာအကြောင်းမတ်တဲထဲမှာနော်မတ်တဲခန်းကြီး973ထဲမှာဒါကြောင့်တင်းတို့ဒီလောကကြီးစားဒီလောကကြီးအလင်းနဲ့ဖျားရဲ့ဝိညာဉ်တင်းတို့အထဲမှာကျင်းဝဲပြီဆိုတော့နှိချင်းခန္ဓာနဲ့မဆိုင်ဘူးနော်နှိချင်းခန္ဓာဆိုတာတော့ဘုရားရှင်မှာတက်တည်ပေးတာတစ်ခုလောက်ပါပဲဖြန့်ခန့်နှိချင်းပဲပြီးရင်းနေပဲဖြန့်ကျွန်တော်ပြောချင်တာကအဲ့ဒါတော့လူတွေအတွက်လည်းတက်တည်ဖြစ်တယ်လို့ဘုရားရှင်မှာလည်းတက်တည်သဘောမျိုးနဲ့ကျွန်တော်နှိချင်းခန္ဓာပေါ့နော်တချို့အသက်ဆေးလို့နှိချင်းခန္ဓာဖြစ်တယ်တချို့ကတော့တကယ်ဘောနကန်ဘုရားကိုတိသွားလို့နှိချင်းခန္ဓာဖြစ်တယ်အမျိုးမျိုးပေါ့နော်အမေတယောက်နဲ့တယောက်ကတော့ကိုဟာနဲ့ကိုပဲတိမယ်ကိုသွားမဲ့လမ်းကိုတိတယ်လို့ကိုလိပ်စာကိုတိတယ်လို့ကိုနှလုံးသားကဘယ်လိုနေရာမှာရှိနေလဲဆိုတာကိုဘာသာကိုပဲသိမယ်ဟုတ်တယ်ဟုတ်လားအခုဒီမှာဖျားကြောင်ပြီးသွားရင်ဘယ်သွားကြမလဲအိမ်ပြန်မဲ့လိပ်စာသိလားကဲဒီနေ့မှာအခုတည်သွားမယ်ဘယ်သွားမလဲအဲ့ဒါသိဖို့လိုအပ်တယ်တည်ပြီးမှသိတယ်ဆိုတာကတော့မရှိဘူးဗုဒ္ဓဘာသာတွေဆိုလို့ရှိရင်တော့မတည်ခင်မှာလှူကြတယ်တန်းကြတယ်အရန်ကောင်းတယ်လှူတန်းချင်းဆိုလဲခရီးရန်ကျမ်းစာမှာလည်းပါတယ်ကောင်းကင်နိုင်ငံရောက်တပ်ပူတောင်ရမယ်ဆိုတဲ့အဆင့်တွေလည်းအများကြီးပါတယ်ဖျားလို့ရင်တပ်ပူတောင်ရမယ်ကောင်းကင်နိုင်ငံရောက်ရင်လေနော်အကုန်တည်ပြီးသားဖြစ်တယ်ဒါမှကျွန်တော်တို့အဲ့ဒီအလောက်စင်းတိကျွန်တော်တို့မလိုက်ရှောင်းနိုင်ဘူးဒါပေမဲ့ဝိညာဉ်တစ်စိတ်ခတ်ထားပြီးသားဖြစ်တဲ့အခါမှာကျွန်တော်တို့ရဲ့အတ္တကိုကျွန်တော်တို့လေဘယ်လိုပြောမလဲလူတွေအရှိမသွားတဲ့အခါလူတို့တော့ရောက်တဲ့အခါဖျားပုံးတော့ထင်ရှားဖို့လိုရတယ်လူတွေနဲ့တွေ့တဲ့အခါနင့်ကိုတွေ့လိုက်တာနင့်ဖျားကိုမြင်တွေ့ဖို့ကျွန်တော်အမြဲတမ်းဆုတောင်းတယ်နင့်ရဲ့အတန်ကိုကြားရင်ဖျားရဲ့အတန်ကိုကြားရတဲ့အတ္တမျိုးဖြစ်ဖို့ကျွန်တော်တို့လုပ်ဖို့လိုရတယ်လူတွေအရှိမသွားပြီးတော့ဝါကြွားတာမျိုးလူတွေအများကြီးရှင်တော့အော်စင်မတဲ့တရားတွေဟောလိုက်ဟောအဲ့ဒါမှအသက်တာထဲမှာကတကယ်ဝိညာဉ်ကအသက်ရှင်ရဲ့လားဇာတိဝိညာဉ်လားဇာတိပဂရိနဲ့အသက်ရှင်ပြီးတော့အပေါ်မှာပဲဗန်းပြတရားဟောစင်ပေါ်တဲ့တရားတချင်းဆိုအဲ့လိုမျိုးပုံစံမျိုးလားဒါမှမဟုတ်အထက်မှာဝိညာဉ်အသက်ရှင်ပြီးတော့လေနှုတ်ကပတ်တော်နဲ့နေ့တိုင်းလမ်းလျှောက်ပြီးတော့သွားတဲ့သူလားဆိုတာကိုယ့်ဘာသာကိုစစ်ဆေးပါလို့ကျွန်တော်ဒီနေ့မှပြောချင်တယ်ဝိညာဉ်နဲ့အသက်ရှင်ပြီးတော့စစ်ဆေးပြီးတော့သွားမဲ့သူကလေအယံကွာချတယ်လူကြားတော့ရောက်ရင်လေမတူဘူးလူတွေကမြင်လိုက်တာနဲ့လေသူ့ကိုတွေ့လိုက်တာနဲ့စိတ်ချမ်းသာတယ်နှုတ်ဆက်ချင်ကြတယ်စကားပြောချင်ကြတယ်ခင်မင်ချင်းနီးချင်ကြတယ်ယုံကြည်သူဖြစ်နေပါစေအဲ့လိုမျိုးဝိညာဉ်ပဂရိနဲ့အသက်မရှင်ဘဲနဲ့ဖះရပြီးသားဝိညာဉ်ပဂရိနဲ့အသက်မရှင်ဘဲနဲ့လောကလူသားတွေဖះမသိတဲ့သူတွေလို့အသက်ရှင်လို့ရှိရင်တော့လူတို့တော့ရောက်လဲမျက်နှာမရတော့ဘူးဖះဘုံတော်လည်းမထင်ရှားဘူးဘုံတော်မထင်ရှားဘဲနဲ့ဘုံတော်ဖះဘုံတော်ဝင်စားသွားတယ်ပေါ့နော်တနည်းအားဖြင့်ပြောရရင်လုံးဝဖះဘုံတော်လည်းထင်ရှားမှာမဟုတ်ဘူးအဲ့ဒါကြောင့်ဖះသားသမီးဖြစ်နေတယ်ဆိုတာကိုလည်းသိတယ်လို့လူတွေအရှိမလဲတကယ်ပဲကျွန်တော်တို့လူတွေရဲ့အမြင်မှာမြင်တဲ့အခါမှာဖះဘုံတော်ထင်ရှားဖို့လိုအပ်တယ်ဆိုတာကိုကျွန်တော်ပြောချင်တယ်အားကြောင့်ဒီလောကကြီးစားဒီလောကကြီးအလေးဒီနေ့မှဖြစ်ကြရအောင်အာမင်အယောက်ချင်းစံမှာဖះရှင်ဒီနေရာနဲ့ပြန်သွားရင်ဆက်လက်ပြီးတော့စကားပြောပါစေသင်တို့စုစည်းလိုက်တဲ့နေရာမှာသင်တို့လုံနေတဲ့ကုမ္ပဏီမှာသင်တို့သွားတဲ့နေရာမှာသင်တို့ရောက်တဲ့နေရာတိုင်းမှာဖះသခင်သင်ကိုအလုပ်လုပ်ပြီးတော့အသုံးပြုခြင်းတယ်ဖះရှင်ကလေကြောက်ခဲတော့အသုံးပြုလို့ရတယ်ဆိုလို့ချင်းဖះဝိညာဉ်ထက်ထားတဲ့သင်တို့ရဲ့အသက်တာကိုဘယ်လိုမျိုးအလုပ်မလုပ်ပဲနေလို့ရမှာလဲဖះကကြောက်ခဲတစ်ခုတော့မှသူအသုံးပြုနိုင်တယ်တဲ့မကြည့်ဒါဝိဒ်လောက်စလုံးကိုဒါဝိဒ်ကအသုံးပြုပြီးတော့လောက်စလုံးတဲ့တေးလေးနဲ့သူ့တက်ကြီးတဲ့ဂေါလိယကိုသူတခါတည်းတပ်ပစ်လိုက်တယ်နော်အောစရာပဲအမြောက်လည်းမဟုတ်ဘူးကြောက်ခဲလေးပဲဒါပေမဲ့ဘုရားရှင်အလုပ်လုပ်မယ်ဆိုလေတင်ရထွက်လာတဲ့စကားတန်ကနှုတ်ထဲကထွက်လာတဲ့စကားတန်ကဝိညာဉ်ပါပြီးတော့အယောက်ချင်းတဲ့နှလုံးသားမှာတုတ်ထိမှဖြစ်တယ်အာမင်တုတ်ထိပါစေဘု
ဖျားရှင်စကားပြောပါစေဒီနေ့ကျွန်တော်တို့ဝိညာဉ်ပဂရိနီအသက်ရှင်အောင်ဘာပြောကျွန်တော်တို့ဖျားရပြီးသားတာသမီတွေဖြစ်တယ်ကျွန်တော်တို့ဒီနေ့မှာကျွန်တော်ပြောချင်တယ်အော်ကျွန်တော်ကဖျားတော့ရပြီမွေးရပါခရိယာလည်းဖြစ်တယ်ဖျားလည်းရပါတယ်ဒါပေမဲ့ကျွန်တော်ကျမဘာဖြစ်လို့မရှောင်နိုင်တာလဲအခုနကျွန်တော်ဖတ်သွားတယ်ဗါတယ်လေဝိညာဉ်ပဂရိနီအသက်ရှင်တဲ့နေရာမှာသူများသားများကိုဖြစ်စည်းတာမတရားမြေထုံပြူတာညဉ့်ညူးစွာကျင့်တာလောညဉ့်ညူးစွာကျင့်တာကိလေသာနဲ့လွန်ကျူးတာရုပ်ထုစင်းထုကိုကိုးကွယ်တာရုပ်ထုစင်းထုကိုးကွယ်တာဗုဒ္ဓဘာသာတွေသွားမမြင်နဲ့နော်ကျွန်တော်တို့ငွေရေးကြေးတော့ရန်လိုက်နေရလဲရုပ်ထုကိုးကွယ်တာပဲလောကကြီးမှာနေတဲ့အခါမှာမလိုအပ်ဘူးလားလိုအပ်တယ်ပိုက်ဆံလိုအပ်တယ်ဒါပေမဲ့ရှာပါဒါပေမဲ့အဲ့ဒီအရာကြီးကိုကျွန်တော်တို့အယံမဆွဲလန်းနေမတတ်မနေအယံအဲ့ဒါကြီးကိုပဲမလိုက်နေတပတ်မှာတေးကတော့ကျွန်တော်တို့ဘုရားနဲ့အချိန်ပေးဖို့လိုရတယ်ကျွန်တော်ဆိုလို့ရှိရင် Monday ဆိုလို့ရှိရင်အများနဲ့ကျွန်တော် Bible study ကျွန်တော်တို့ရှိပါတယ်အများနဲ့ကျွန်တော်လေ့ကျင့်တယ်ကျမ်းစာဖတ်တယ်ပေါ့နော် study လုပ်တယ်ဆိုင်ဘာတို့တွေနေပေါ့နော် group တွေနဲ့ကျွန်တော်တို့ဖွဲ့တယ်ကျွန်တော်လုပ်ကြတယ်အများကြီးခွင့်ရတယ်တစ်ဖက်မှာတည်လေးတော့ကိုယ့်ဘာသာကိုဘယ်ဖြစ်အချိန်ယူပါလို့ကျွန်တော်ပြောချင်တယ်ဘုရားเจ้าမှာတပတ်တစ်ခါလာအောင်နေစနေတနင်္ဂနွေလာအောင်နေကျွန်တော်တို့ဒီမှာစကားပြောတော့နှုတ်နားထောင်တရားဟောတာတွေနားထောင်ဒီဖက်အနာဝေဟိုဖက်နာထွက်သွားအရောက်တော့မသိတော့ဘူးပေါ့နော်အခုကဒီမှာဝင်သွားတယ်ဒီဖက်နာနဲ့ထွက်သွားတယ်ဆိုတော့သွားပြီပေါ့ဒီမှာဝင်ဒီထက်မှထက်အမေတရားဆိုတာကတော့ငါစားတယ်လို့ပဲငါစားရင်လည်းအသားရှိတယ်အယိုးရှိတယ်အသားကိုယူလိုက်အယိုးကိုဖယ်လိုက်လူတယောက်ကိုကြည့်သူ့ရဲ့စိတ်ထဲမှာမကောင်းတာကိုမြင်ရမယ်ကောင်းတာလည်းမြင်ရမယ်လူတယောက်မှာမကောင်းတာကြီးပဲမရှိဘူးဖယားပေးထားတဲ့ဝိညာဉ်နဲ့အသက်ရှင်တဲ့သူတွေဖြစ်တယ်ကောင်းတာလေးကိုယူလိုက်โอเคနိုမီပါနဲ့ကျွန်တော်နဲ့ဘာတွေပြောနေတယ်လဲနိုမီပါဘာတွေ negative ပြောနေတယ်လဲ positive ပြောနေတယ်လဲကောင်းတဲ့ဥစ္စာလေးကိုယူလိုက်မကောင်းတဲ့ဆိုဖယ်လိုက်ကျွန်တော်တော့ဒီတိုင်းပဲကျွန်တော်လူတွေအားလုံးကိုချစ်တယ်ဒီမှာချစ်တဲ့အသင်းသူအသင်းသားတွေအကုန်ချစ်တယ်ကျွန်တော်စကားပြောတယ်မကောင်းတာမျိုးထွက်လာပြီဆိုလို့ရှိရင်ကျွန်တော်ခေါင်းရှောင်ပြီးတော့နည်းနည်းပါးပါဟောနော်အမျိုးမကောင်းတဲ့ဥစ္စာပြောရနော်ဒါပေမဲ့တင်ပြောပြတယ်ဒီလိုမကောင်းဘူးမပြောနဲ့ပြောပြတာပေါ့နော်ဒါပေမဲ့သူ့ဘက်ကအရင်ကြီးဘယ်လိုပြောမလဲလိုက်ရုံမှုမရှိဘူးဆိုရင်နည်းနည်းရှောင်ပေးလိုက်တယ်အခုကျွန်တော်နေခဲ့တဲ့သူတွေပါထန်းအများကြီးပြောင်းနေသွားတယ်ကျွန်တော်နေပြီးတော့လေကျွန်တော်ကိုယ့်ဘာသာကိုကြွားတာမဟုတ်နော်အရင်တော့ဆိုပါထန်းဟာကျွန်တော်နေပြီးတော့လေအများကြီးပြောင်းသွားတယ်အတုံကျွန်တော်နေပြီးတော့အများကြီးသူ့မှာခွန်အားတွေအများကြီးရသွားတယ်အဲ့လိုပဲကျွန်တော်ဖြစ်စီခြင်းတယ်ဒီမှာရှေ့ညီကူမောင်တို့ကဘုရားဘုန်းတော်ထင်ရှားရမယ်အခုကျွန်တော်တို့အသင်းတော်မှာဘယ်လိုဖြစ်နေတယ်လဲအများကြီးအကုန်တည်တယ်တည်လေးပဲရှိတယ်နော်လောကအရာကြီးကိုကြီးလိုက်မယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့ကျေပြတ်နေအဲကြောင့်အသင်းတော်မှာနေတဲ့အခါမှာအသင်းတော်ထက်ကိုယ့်ရဲ့မိသားစုအတွင်းလေးမှာနေတဲ့အခါမှာမိသားစုအသင်းမွားပဲရှိတယ်နော်အသင်းတော်မပြောသေးဘူးမိသားစုအသင်းမွားလေးမိသားစုမှာကိုကအိမ်ထောင်ဦးစီးဖြစ်တဲ့အခါမှာဖြစ်တယ်သားသမီးတို့တွင်တင်ဆုံးမတဲ့အခါမှာဖြစ်တယ်နှုတ်ကပတ်တော်နေပဲတွင်တင်ဆုံးမလိုက်နှုတ်ကပတ်တော်နေပဲသွားလိုက်အနေတိုင်းဘုရားနဲ့အချင်းယူပေးလိုက်အနေတိုင်းဒီလိုမျိုးလုတ်သွားမယ်ဆိုရှင်ကိုယ့်ရဲ့မွေးလာတဲ့သားသမီးကိုမှရှိတဲ့သားသမီးဘယ်ကိုပဲရောက်လူချစ်လူခွင်ပေါ်တော်တွေနဲ့တွေ့မယ်ဒီသားသမီးကလုံးဝမပစ်စီးဘူးဒီချီကာကောင်မအရန်ကလေးတွေပစ္စည်းတယ်တဲ့လူမဲတွေပါကြနေပေါင်းတယ်မှန်ပါတယ်ဒါပေမဲ့အိမ်မှာတွင်တင်တဲ့မိဘတွေကဖယားတရားနဲ့တွင်တင်ဆုံးမမယ်ဆိုဒီကလေးတွေပစ္စည်းစရာဘာအကြောင်းမှမရှိဘူးမပစ္စည်းဘူးဖယားနေတာကျွန်တော်တို့နှလုံးသွင်းဖို့လိုအပ်တယ်အဲ့ဒါကြောင့်ဖယားနေပဲနှလုံးသွင်းပေးပါသူတို့ရောက်တဲ့နေရာတိုင်းမှာသူတို့မပစ္စည်းဘူးဖယားဘုန်းတော်ထင်ရှားလိုက်မယ်အာမင်ကိုယ့်ရဲ့သားသမီးတို့အနေတိုင်းမှာကျွန်တော်ဆုတောင်းပေးပါကျွန်တော်လေများမနေ့မိုးလင်းတာနဲ့ကျွန်တော်အမြဲတမ်းကျွန်တော်ဆူတောင်းတယ်အမြဲတမ်းကျွန်တော်ပြောတယ်ကျွန်တော်တို့အလုပ်စားတာ9 နာရီအလုပ်ထိုးကျွန်တော်အလုံးနဲ့အိမ်က6မိနစ်ပဲရှိတယ်ကျွန်တော်အလုပ်ကိုသွားချင်အစောကြီးထကြမလို့ဘူးကျွန်တော်4 နာရီခွဲလောက်ထားပြီးတော့ရေလေးပါလေးချိုးပြီးတော့ကျွန်တော်ထွက်သွားလို့ရတယ် easy ဒါပေမဲ့ကျွန်တော်အချိန်ယူပြီးတော့3 နာရီလောက်မှကျွန်တော်ထားတယ်အမြဲတမ်းကျွန်တော်လေများနေကျွန်တော်ဆူတောင်းတယ်သူများရတော့ပြောတယ်နင်တို့လေများခဏပါပဲ5-6 လလောက်ဆိုလို့ရှိရင်တော့ဒီလိုတွေဖြစ်လာမယ် no အဲ့ဒါတွေကတော့ဖျားစကားတွေမဟုတ်ဘူးအဲ့ဒါစာရင်စကားတွေပဲလို့ကျွန်တော်အထဲမှာကျွန်တော်ထည့်တယ်လေများဆိုတာဖျားကနေပြီးတော့
ပေါင်းဖက်ထားတဲ့အိမ်ထောင်ဖြစ်တယ်အားကြောင့်ကျွန်တော်ကတော့ဝိညာဉ်ရေးရနေပဲကျွန်တော်အသက်ရှင်မယ်လို့လင်မြညောဆိုတာချစ်လီအိုလီစပင်းဖြူလီချစ်လီဖြစ်ရမယ်အာမင်လင်မြဆိုတာကွဲဖို့လည်းမဟုတ်ဘူးမိန်းမဆိုတာယောက်ျားမှတစ္ဆာဖောက်စရာမလိုဘူးမိန်းမဆိုတာယောက်ျားမှတစ္ဆာဖောက်စရာမလိုဘူးအဲ့ဒါကတော့ကိုမိန်းမလည်းကောင်းစီချင်ရင်ဖျားနေပဲကျွန်တော်တို့ရှောက်လမ်းမှာကျွန်တော်အမျိုးသမီးဆိုအရင်ရဆိုလို့ရှိရင်သူ့မှာတက်တက်ခံစားရအများကြီးရှိမယ်တော့ထင်ပါတယ်အမေသူကတိတ်မပြောတတ်တော့လေအများကြီးသူ့မှာတက်တက်တွေရှိမယ်အမေသူမပြောဘူးအေးဆေးပဲသူကနေတယ်သူကဘာမှမပြန်မပြောဘူးပေါ့နော်အမေသူ့မှာတက်တက်ခံစားအများကြီးရှိမယ်လို့ကျွန်တော်အမြင်ကနေကြည့်တာပေါ့နော်သူ့မှာတော့တက်တက်ခံစားတယ်အများအရင်ရဆိုလို့ရှိရင်သူကဟိုမရောက်ဒီမရောက်အခုကျွန်တော်ဒီနေ့တော့တရားဟောမယ်လို့ကျွန်တော်မဆုံးဖြတ်ဘူးဘာဖြစ်ကျွန်တော်တရားတခြားလူကိုပေးလိုက်ရင်ကောင်းမလားဘာဖြစ်ဆိုတော့ရွာမှာသူ့အဖွားဆုံးသွားတယ်ဟိုကနေအောင်ကဗုဒ္ဓဂျာတာပရိဗုဒ္ဓဒါအဲ့ဒီနဲ့မှာနော်တရင်ဝင်လာတယ်ကျွန်တော်ဖေးဂျာတာပရိရောက်သွားတယ်ပေါ့နော်အဲ့ဒါမျိုးဆိုတော့ကျွန်တော်တရားဟောရင်ကောင်းမလားအမှကျွန်တော်ဗီဒီယိုခေါ်ရလဲကျွန်တော်စကားပြောတယ်လေနော်သူ့ရဲ့အဖွားအဖေရဲ့အမိပေါ့နော်အဖေရဲ့အမိတဲ့ဆုံးသွားတော့အသက်က80နဲ့3နှစ်ပေါ့နော်အဲ့ဆိုတော့စိတ်တော့မကောင်းဘူးဖုန်းတွေဘာတွေပြောတော့သူလည်းဘာပဲဖြစ်လို့ပြန်စဉ်းစားတာပေါ့နော်မျိုးသမီးကလည်းဘာဖြစ်တရားဟောဆိုတာကတော့အမြဲတမ်းမမဟုတ်တာတဲ့တခါတလေပဲဆိုတော့တဲ့ဟောလိုက်ပေါ့တဲ့ဟောရင်တော့ဘာဟောလို့ဟောအကြောင်းမှမသိဘူးလို့စိတ်ကဖြစ်နေရလေအဲ့နေတိုင်းကျန်းစာဘိုက်ပါဆိုင်လုပ်တဲ့ရတယ်မနေ့ကလုပ်တဲ့အရန်ကောင်းတယ်တဲ့ဒီဘက်အတွင်းထဲကလုပ်တဲ့ဟာပေါ့နော်ဇာတိလူနိဝိညာဉ်လူကငါဆိုတာနဲ့အသိရှင်တယ်ဆရာလေးပြောပေးပါလားတဲ့ဟာဒီအကြောင်းပြောလို့ရှိရင်ကျွန်တော်အကုန်မုန်းကုန်ညမှာပေါ့လို့ကျွန်တော်ပြောလိုက်တယ်ဘာပြောလဲဆိုတော့ဒီဟာရလူတိုင်းကမခံနိုင်ဘူးလေကျွန်တော်ဒိတ်တော့မပြောချင်ဘူးပေါ့နော်ဟေးလိုမျိုးလက်ညှိုးထိုးပြောကောင်းမလားမကောင်းဘူးအဲဆိုအမုန်းမဲခံရမယ်အဲကြောင့်ကျွန်တော်တိတ်မပြောချင်ဘူးအဲကြောင့်အားလုံးကလည်းသိမြင်နေတော့ရှိမှာပါနော်ဒါပေမဲ့နှုတ်ကပတ်တော်နဲ့အသက်ရှင်တယ်ဘုရားသားသမီးဖြစ်တယ်ဆိုလို့ရှိရင်ကျွန်တော်နှုတ်ကပတ်တော်နဲ့အသက်ရှင်စီခြင်းတယ်ဆိုတော့ကျွန်တော်ရှင်းစွာကျွန်တော်ပြောချင်တယ်တကယ်ဝိညာဉ်တော်နဲ့အသက်ရှင်တဲ့သူတွေကတော့တော့ဖြစ်ရွယ်တဲ့ဘုရားတော့ဖြစ်ရွယ်ငါတို့ဒီဝိညာဉ်ပဂရိကြောင့်အသက်ရှင်လျင်တဲ့ဝိညာဉ်ပဂရိအတိုင်းကျင့်ကြကုန်ပြီးတော့ရှင်လျင်အချင်းဤသောကြောသောကိတ္တိကိုတဲ့တတ်မဲ့ခြင်းနဲ့အချင်းချင်းနဲ့အချင်းချင်းချီနှောင်ကြောသောကိတ္တိကိုတဲ့တတ်မဲ့ခြင်းအချင်းချင်းနဲ့ချုပ်ချီနှောင်ခြင်းအချင်းချင်းညူစုခြင်းတို့ကိုတဲ့ရှောင်ရွေးတဲ့နေကြကုန်တဲ့ကျွန်တော်တို့အချင်းချင်းကျွန်တော်တို့ညူစုတာတွေတောင်းတယောက်မနာလို့ဖြစ်တာတွေကျွန်တော်အရင်ရှောင်ဖို့လိုရတယ်နော်အဲ့ဒါကျွန်တော်တို့ရှောင်ရအောင်လို့ကျွန်တော်ပြောချင်တယ်တောင်းတယောက်အမြင်ဆောင်တာတွေတောင်းတယောက်သူကဒီလိုပြအဲ့ဒါမျိုးတွေပေါ့နော်မင်းကလေးဒါပို့ပြောတတ်မှကျွန်တော်တော့တိတ်မပြောတတ်ဘူးအဲ့ဒါစိတ်လည်းတိတ်ငုံဝင်စားဘူးမပြောဆိုတော့သူများမကောင်းကြောင်းလည်းတိတ်မပြောချင်ဘူးသူကျွန်တော်စိတ်ကားအဲ့ဒါမျိုးပေါ့နော်သူများအကြောင်းမကောင်းကြောင်းလို့လေပြောဖို့မပြောနဲ့တိတ်တော့မကြားချင်ဘူးအဲ့မျိုးကြားလိုက်ရင်အရင်လက်ကြီးပိတ်တာပဲအဲ့ကြောင့်တိတ်မကြားချင်ဘူးအဲ့ဒါကြောင့်ဒီမှာရှိတဲ့အများအပြည့်အဲ့ဒီအကြောင်းတွေကတော့စူကြူတာတော့မင်္ဂလိတာပုံများတယ်ဗောနော်ယောက်ျားလေးတော့တသိကလေးပဲနေတာသူကမင်္ဂလိတာတော့ပုံများတယ်ဗောပြောမင်္ဂလိဆိုတာကတော့နည်းနည်းပွက်စီများတယ်လေနော်စိတ်ဆိုးနေနော်အမှန်တရားပြောလို့ရှိရင်ခါတယ်တဲ့နာတယ်တဲ့အဲ့ဒါကြောင့်စိတ်မဆိုးနေကျွန်တော်ပြုံးလေးနဲ့ကျွန်တော်ပြောတော့မယ်အရင်ကြီးမအော်ချင်ဘူးဟိုတုန်းကလိုမျိုးစိတ်ဆိုးမှဆိုလို့တကြကအတင်းတော်မှနေမောင်းထုတ်ခံရလားโอเคနောက်တစ်ခုဟောမှာပေါ့နော်ယောမအခန်းကြီး9ဟောခဏလောက်ခဏလေးကြည့်မယ်နော်ယောမအခန်းကြီး10အပိုက်ငယ်10နှစ်9ကနေ9ပေါ့နော်ပိုက်ငယ်9 8တို့9တို့ပေါ့โอเคအဲကြောင့်ကဲဖတ်မယ်နော်ထို့ကြောင့်နဲ့ဇာတိပဂရိ၌ကျင်လေသောသူတို့သည်တဲ့ဖျားသခင်ဤစိတ်တော်နှင့်မတွေ့နိုင်ကြကြည်စမ်း
ဒီမှာခုပြောပြီနော်အခုနကျွန်တော်ပြောတယ်လေနော်ဇာတိပဂရိနိအသက်ရှင်လို့ရှိရင်ကျွန်တော်တို့ဆုတော့တောင်းတယ်ဟာဘုရားနဲ့တွေ့ချင်တယ်ဆုတောင်းပေးပါငါ့ကိုဆုတောင်းပေးဘုရားကိုအရင်တော့ဆာငက်တယ်ပေါ့နော်ဇာတိပဂရိစိတ်နဲ့အသက်ရှင်တော့ဘုရားနဲ့မတွေ့နိုင်ဘူးတဲ့ဘုရားနဲ့တွေ့ချင်တယ်ဆိုလို့ရှိရင်တော့ဘာနဲ့အသက်ရှင်ရမလဲဝိညာဉ်ပဂရိနဲ့အသက်ရှင်ရမယ်ဇာတိပဂရိနဲ့အသက်ရှင်လို့ဘုရားနဲ့တွေ့မှာမဟုတ်ဘူးအဲကြောင့်တခါတလေသူများတွေဆူတောင်းပေးတာလဲသွားကြတယ်ပေါ့နော်တကယ်လဲစစ်မှန်ပြီးတော့လဲသွားတာလားဗာလဲတော့ကျွန်တော်လည်းမသိဘူးပေါ့နော်သူတို့ကျွန်တော်ဘာမှပြောတာမဟုတ်ဘူးနော်ဒါပေမဲ့သူတို့အထက်မှာဇာတိနဲ့အသက်ရှင်ပြီးတော့ဆူတောင်းပေးတဲ့အခါမှာလဲသွားတာလားဒါမှမဟုတ်သူများလဲတိုင်းရှောက်လဲပြစ်လိုက်တာလားရှိမှာပေါ့နော်တခါတလေအရင်ဆာငက်ပြီးတော့လဲသွားတာလားရှိမှာပေါ့နော်ဒါပေမဲ့ဒီမှာကျမ်းစာတော့ပြောတယ်ထောကြောင့်နဲ့ဇာတိပဂရိ၌ကျင်လေတော့သူတို့ဒီဖယားသခင်ဤစိတ်တော်နဲ့မတွေ့နိုင်ကြကြည်စမ်းကျမ်းစာရှင်းရှင်းလေးပဲပြောထားတယ်ယောမထဲမှာဇာတိပဂရိနဲ့အသက်ရှင်ရင်တွေ့နိုင်ပါမလားမတွေ့ဘူးအဲကြောင့်ဖယားနဲ့တကယ်တွေ့ချင်တယ်ဆိုရင်ဝိညာဉ်ပဂရိနဲ့အသက်ရှင်ဖို့လိုရတယ်လူတွေကိုလဲတော့ဆူတောင်းပေးချင်လားဟိုထဲမှာဖတ်လိုက်အစာရှောင်ဆူတောင်းခြင်းမှမရှိလေရင်တဲ့အစာရှောင်ဆူတောင်းခြင်းမှမရှိလေလူတွေကိုဆူတောင်းပေးရင်လည်းဘာမှမဖြစ်နိုင်ဘူးပေါ့နော်အစာရှောင်ခြင်းဆူတောင်းခြင်းအရင်အရေးကြီးတယ်အဲ့ဒါလည်းအစာရှောင်ပြီးတော့ဆူတောင်းဖို့လည်းအရင်လိုအပ်တယ်ဆိုတာကိုကျွန်တော်ပြောချင်းဖြစ်တယ်ပေါ့နော်အပိုက်ကိုကိုးမှကြည့်တိုးတော်လေတဲ့ဘုရားသခင်ဝိညာဉ်တော်သည်တင်တို့အထဲ၌ကျင်းဝတ်တော်မူလျင်တဲ့တင်တို့သည်ဇာတိပဂရိ၌ရှိကြသည်မဟုတ်တဲ့ဝိညာဉ်ပဂရိပင်၌ရှိကြ၏ဟာလေလုယာတိုးတော်လေတဲ့ဘုရားသခင်ဝိညာဉ်တော်သည်တင်တို့အထဲ၌ကျင်းဝတ်လျင်တင်တို့အထဲ၌ကျင်းဝတ်တော်မူလျင်တင်တို့သည်ဇာတိပဂရိပင်၌ရှိကြသည်မဟုတ်တဲ့ဝိညာဉ်ပဂရိနဲ့ရှိတယ်ကြည်စမ်းကျမ်းစာရှင်းရှင်းလေးပဲပြောထားတယ်ကျွန်တော်တို့ဇာတိပဂရိနဲ့အသက်ရှင်ရအောင်ဟာလေလုယာဒီနေ့ကနေဇာတိပဂရိနဲ့အသက်ရှင်မယ်လို့ဂရိပေးရလားမပေးဘူးနော်ပေးရအောင်ဒီကျွန်တော်တို့ကြိုးစားကြပါလို့ကျွန်တော်ဒီကနေခွင့်အားပေးခြင်းတယ်ကျွန်တော်လည်းပြင်ဆင်နေတယ်ဒီထက်မကဇာတိအသက်တာနဲ့အသက်ရှင်တာလေလူတွေကိုစိတ်ဆိုးတာတွေပဲပုံများတယ်ခွင့်လက်တာတွေမရှိတော့ဘူးအလုပ်ထဲမှာအလုပ်လုပ်တဲ့ဇာတိနဲ့အသက်ရှင်တဲ့အချိန်ဆိုလို့ရှိရင်ဒီလူကိုထိုးချင်တာတက်ချင်တာအဲ့ဒါမျိုးဖြစ်သွားတာနည်းနည်းလေးမကောင်းတာတစ်ခုလေးပြောမိလိုက်လို့ရှိရင်ဒေါသအရန်ထွက်တာစိတ်ထဲကသူကျွန်တော်ဒီလိုပြောလိုက်ပါလားကျွန်တော်လုပ်တာမားသွားလို့ဖြစ်မယ် sorry တောင်းပန်လိုက်ဘလောက်ထိကိုယ့်အထဲမှာလဲပျော်ရွှင်သွားတယ်ဘုရားမကြိုက်ပါလားကျွန်တော်ကဘုရားသားသမီးအသင်းတော်မှာပဲဖြစ်ပေါ့နော်အလုပ်ထဲမှာပဲမို့အသင်းတော်မှာလည်းတယောက်နဲ့တယောက်ချီနှောင်ထားတာရှိရင်ကျွန်တော်ကကျမဘုရားသားသမီးဖြစ်တယ်ငါစိတ်ဆိုးနေလို့မဖြစ်ဘူးငါသူ့ကိုခွင့်လိုက်ရမယ်ခွင့်လိုက်ကြည့်လိုက်အိမ်ထောင်မိသားစုမှာလင်မယားကြားမှာကိုယ့်ရဲ့တငယ်ချင်းမိတ်ဆွေကြားမှာငါသူ့ကိုစိတ်ကောက်စိတ်ဆိုးနေပါတလားငါဘုရားသားသမီးငါအထက်မှာဝိညာဉ်အသက်ရှင်နေတဲ့သူပဲငါခွင့်လိုက်ပေးလိုက်လို့ရှိရင်သွားတောင်းမယ်လား sorry ပါလို့သူ့ဘက်ကဘယ်လိုတုံ့ပြန်မလဲကိုကတဆလေးသွားပြီးတော့တောင်းပန်လိုက်တာနဲ့သူ့ဘက်က3-4ဆလာပြီးတော့သူကပို့ပြီးတော့ချီးမွမ်းတဲ့ပုံစံနဲ့ကျေးဇူးတင်တယ်ငါနေ့မှလုံးဝငါအပြစ်မယူတော့ဘူးလာလိုက်မယ်မယူလို့ရှိရင်စမ်းကြည့်လိုက်အဲ့ဒါကျမ်းစာကလည်းပြောတယ်လူတိုင်းကလည်းသိတယ်ဘာဖြစ်လို့သိလဲတင်းတို့အထဲမှာဝိညာဉ်အသက်ရှင်နေတယ်အားကြောင့်ဇာတိပဂရိနဲ့အသက်မရှင်နေဝိညာဉ်ပဂရိနဲ့အသက်ရှင်အာမင်အဲ့ဒါကြောင့်ကျွန်တော်ဝိညာဉ်ပဂရိနဲ့အသက်ရှင်ဖို့လိုအပ်တယ်ဆိုတော့ကျွန်တော်ပြောချင်တယ်ခရစ်တော်ဤအောက်မှာနော်စစ်ဖတ်မယ်ဝိညာဉ်ပဂရိပဲ၌ချီကြ၏တဲ့ခရစ်တော်ဤဝိညာဉ်ကိုတဲ့မရတော်သူမြည်တီကခရစ်တော်နဲ့ကဲသွားပြီဘယ်လိုလုပ်မလဲဝိညာဉ်ကိုမရတဲ့သူဆိုတာခရစ်တော်နဲ့မဆိုင်အဲ့ဒါကြတော့ကျွန်တော်တို့ဝိညာဉ်ရတဲ့သူတို့ပဲကျွန်တော်ပဲတတ်မှတ်လိုက်ပါတယ်နော်ဝိညာဉ်ရတဲ့သူတို့လိုပဲကျွန်တော်ယုံကြည်တယ်မယုံကြည်သူတွေအတွက်ဆိုဘယ်တော့ဝမ်းနည်းစရာကောင်းလဲသူ
သူတို့ဖျားဖန်ဆင်းတာပဲမဲသူကဖျားကိုသူတို့မယုံကြည်တော့ဖျားနေမဆိုင်ဘူးတဲ့ဝမ်းနေစရာရန်ကောင်းတယ်အားကြောင့်ကျွန်တော်ပြောချင်တယ်ဒီမှာရှိတဲ့ညီကိုမောင်နှမများကိုအသင်းတော်မှာပဲပါဝင်စက်ကတာမျိုးမဟုတ်ပဲနဲ့ကျွန်တော်တို့တခြားနေရာတွေမှာလည်းပါကိုအားဖြင့်တခြားလူတွေအတွက်ဘုံတော်ထင်ရှားဖို့ကျွန်တော်ဘယ်လိုမျိုးလုပ်မလဲအခုစုံကွင်းပါလို့ပေါ့နော်အေဝံဂေလိတွေထွက်တယ်ဖျားเจ้าနေမှာပဲထွက်တာမဟုတ်ပဲနေပေါ့နော်စုံကွင်းပါပြောတော်ကြီးဖြစ်နေပြီလားမသိဘူးဟောဖျားเจ้าမဟုတ်တဲ့နေရာတွေမှာသွားပြီးတော့ငါတို့ဖျားအသေးရှင်တဲ့ဖျားဟုတ်တယ်ညီစမ်းကြည့်ပါညီစမ်းခိုင်းတာနော်လက်ဖက်တုပ်ဆိုတာညီစားလို့ပဲအဝအစားကညီခိုင်းတာပေါ့နော်လက်ဖက်တုပ်ညီတယ်လို့ပဲညီစမ်းကြည့်ပါငါတို့ဖျားအသေးရှင်တော့ဖျားဖြစ်တယ်သူကပြောတယ်ငါဟာဖျားတကာတို့ရဲ့ဖျားသခင်တကာတို့ရဲ့သခင်ဘယင်တကာတို့ရဲ့ဘယင်ဖြစ်တယ်လို့သူပြောတယ်ငါမှတပါအခြားသောဖျားမကိုးကွယ်ကျွန်တော်အဲ့ဒီစကားကိုလေဗုဒ္ဓဘာသာစီမှာကျွန်တော်သွားပြောကြတယ်ငါညီတဲ့နင်အရန်လွယ်သွားပြီတဲ့ဘာလွယ်နာလဲငါမှတပါအခြားဖျားမကိုးနင်ငါတို့စော်ကားနေတာပဲတဲ့နော်လို့ကျွန်တော်အားလို့ကျွန်တော်တို့ရဲ့ကျမ်းစာထဲမှာရေးထားတဲ့အတိုင်းကိုကျွန်တော်ပြောပြတာလို့ဖះကလည်းပါအခုကျွန်တော်အကိုကိုပြောတယ်နော်အကိုကိုသိစီချင်တော့ကျွန်တော်ပြောတာမယုံကြည်တာယုံကြည်တာအကိုအပိုင်းကျွန်တော်ဖះကတော့ပြောတယ်ငါမတပါအခြားသောဖះမကိုးကွယ်နေငါအသက်ရှင်သောဖះဖြစ်တဲ့ကဲတင်ရှင်ဖြစ်တဲ့ဖန်ဆင်းရှင်လည်းသူပဲကဲတင်ရှင်လည်းသူပဲအသက်ရှင်တဲ့ဖះလည်းသူပဲထာဝရဖះသူပဲလို့ကျွန်တော်သူ့ကိုအများကြီးပြောတယ်ပေါ့နော်ငါကြီးနင်လွန်သွားပြီတဲ့နင်အသွေးဓာတ်လွန်သွားပြီမဟုတ်တော့ဘူးတဲ့အစွမ်းရောက်သွားပြီတဲ့ဒီကကျွန်တော်အစွမ်းရောက်တဲ့ဘာတားရေးတမဖြစ်သွားပြီပေါ့နော်ဒါပေမဲ့ကျမ်းစာကဒီလိုပဲပြောတယ်လို့ဖះပြောတဲ့အတိုင်းကျွန်တော်ပြောတာယုံရင်ယုံမယုံချင်နေအဲ့ဒါဖះနေပဲဆိုင်တယ်ပြောရမယ်သူကတော့ကျွန်တော်ကကြားနေကျွန်တော်ကစကပြန်ပဲအဲ့ဒါပဲရှိတယ်လို့ကျွန်တော်ပြောလိုက်တယ်ဖះကျွန်တော်တို့ကိုသူ့ရဲ့သားသမီးတွေကိုဖះကလေစကပြန်အနေသဘောပေါ့နော်ပြောခိုင်းတာပဲရှိတယ်သူ့ရဲ့အတ္တမှာပြောင်းလဲတာမပြောင်းလဲတာဖះနဲ့သူ့ရဲ့အပိုင်ဖះလုံးလုံးလိုက်မယ်လိုက်ပြီးတော့မယုံကြည်တဲ့သူတွေလည်းရှင်းပြပါပြောပြပါအသင်းတော်မှာပဲကျွန်တော်တို့အသင်းတော်မှာပဲတယောက်နဲ့တယောက်ပဲပြောပြီးတော့နောက်ပိုင်းတော့ဘာဖြစ်သွားလဲဖះဘုန်းတော်မထင်ရှားပဲနဲ့ဝင်စားပြောတောင်းတော့အသင်းတွေဖြစ်သွားအဲ့ဒါမျိုးတွေပဲပုံများလို့ပဲကျွန်တော်မျက်စိထဲမှာပဲမြင်တယ်မဖြစ်စေကြပါနဲ့လို့နော်ကျွန်တော်အနူးညံ့ကျွန်တော်ဒီကနေပြီးတော့ပြောချင်တယ်ကျွန်တော်အရင်ကလေစကားကိုလေကြမ်းကြမ်းကျွန်တော်မပြောချင်တော့ဘာဖြစ်ဆိုတော့လူတွေအရင်စိတ်နာတဲ့သူတွေရှိတယ်ဆိုတော့လေကျွန်တော်ချူတာလေးနေပဲကျွန်တော်ကျမ်းစာကိုကျွန်တော်ပြောသွားမယ်နော်ဒါပေမဲ့နှလုံးသားထဲမှာတွင်းထားပါကျွန်တော်အခုဖတ်သွားတဲ့ကျမ်းပိုက်တွေကလေအရင်အနှစ်သာရရှိရနော်ခုနဆုံးခွင့်ကပြောသလိုလေဖခင်ရဲ့စကားကလေတစ်လုံးနဲ့တစ်နှလုံးသားမှာထိသွားရင်လေတစ်နှလုံးသားပြောင်းလဲတယ်အာမင်အဲ့ဒါကြောင့်ကျွန်တော်နှလုံးသားကိုပြင်ဆင်ရအောင်ပြီးတော့နော်ခုနကကျွန်တော်ဖတ်တဲ့ဟိုထဲမှာဂလတိထဲမှာဗာပြောသေးလဲဆိုလို့ရှိရင်တော့ဂလတိဩဝါဒစာထဲမှာဗာပြောသေးလဲဆိုတော့အပိုက်ငယ်အခန်းကြီးယောမထဲမှာပေါ့နော်ဂရီတီဝါဇာငါခန်းကြီးငါထဲမှာဗာပြောသေးလဲဆိုလို့ရှိရင်16ထဲမှာငါပညာတိကတဲ့ဝိညာဉ်ပဂရိအတိုင်းကျင့်ကြလောတဲ့ထော်တော့ကျင့်လျင်တဲ့ဇာတိပဂရိအလိုတော့မလိုက်ပဲနေကြလိုက်မည်တဲ့ဝိညာဉ်ပဂရိအတိုင်းကျင့်လေဇာတိပဂရိကိုလေမလိုချင်တော့ဘူးတဲ့ကျမ်းစာကကျွန်တော်တို့ဇာတိပဂရိဖြစ်ကိုကျွန်တော်လိုက်သွားတာကလေဝိညာဉ်ပဂရိဖြစ်ကိုကျွန်တော်မသွားလို့ဖြစ်တယ်မလန်းလျှောက်နိုင်လို့အဲအကြောင်းဇာတိဖြစ်ကိုကျွန်တော်မသွားနိုင်ဝိညာဉ်ဖြစ်ကိုကျွန်တော်မသွားနိုင်ဘူးဇာတိမှာပဲကျွန်တော်ကျင်လည်နေတယ်ပေါ့နော်အဲအကြောင်းဇာတိဖြစ်မှာပဲမကျင်လည်ပဲနေဝိညာဉ်ဖြစ်မှာကျွန်တော်သွားရအောင်လို့ကျွန်တော်အဲ့ဒါအကြောင်းလေးကျွန်တော်ခွင့်အားပေးခြင်းနဲ့အဲ့ဒီခန်းကြီး16မှာပေါ့နော်ပြီးတော့ဆက်ခွေမှာအကြောင်းမူကားဇာတိပဂရိ၌ဇာတိပဂရိနဲ့ဝိညာဉ်ပဂရိတည်တဲ့တပားနဲ့တပားစန့်ကျင်သောအလိုရှိကြ၏တဲ့တပားနဲ့တပားစန့်ကျင်ပြီးဖြစ်၍သင်တို့ဒီတဲ့ကျင့်ချင်သောအကျင့်ကိုမကျင့်နိုင်ကြတဲ့တော်လေတဲ့ဝိညာဉ်ပဂရိအလိုတို့လိုက်လျင်တဲ့ပြည့်ညက်တရားနဲ့လွတ်ကြ၏တဲ့ဟာလေလုယာ
ဝိညာဉ်ပဂရိအတိုင်းကျင့်လို့ရှိရင်လေကျွန်တော်တို့ပညာတရားနဲ့လွတ်တယ်တဲ့ပညာတရားဆိုတာသိတယ်နော်အခုနဝိညာဉ်ပဂရိနဲ့အသက်ရှင်နေဆိုပြီးတော့ကျွန်တော်ဖတ်သွားတဲ့အရာတွေလေဇာတိပဂရိနဲ့အသက်ရှင်နေဆိုပြီးတော့ဖတ်သွားတယ်ခန်းကြီး19ကနေပြီးတော့21အဲ့ဒါလေဇာတိပဂရိနဲ့အသက်ရှင်နေတဲ့သူတွေဟုတ်တယ်အဲ့ဒီအရာတွေကိုကျွန်တော်တို့လွတ်သွားတယ်တဲ့ဒီမှာအခန်းကြီး18ထဲမှာပြောတာတော့လေဝိညာဉ်ပဂရိအလိုတော့လိုက်လျင်နဲ့ပညာတရားနဲ့လွတ်ကြတယ်တဲ့လွတ်ကြ၏တဲ့လွတ်ကြတယ်တော့လွတ်ကြဤဆိုတာပြီးသွားပြီနော်ဗမာစကားဆိုတာလေဤဆိုတာပြီးသွားပြီဇာတိပဂရိဝိညာဉ်ပဂရိနဲ့ကြည့်မယ်ဆိုရင်ပညာတရားတောင်မှကျွန်တော်တို့လွန်သွားပြီဘယ်တော့ထိကောင်းလဲကျွန်တော်သိတယ်မချင်နိုင်ဘူးအဲ့ဒါဝိညာဉ်နေပဲကျွန်တော်ရှောက်လန်းဇာတိနေပဲဇာတိနေပဲကျွန်တော်ရှောက်လန်းနေလို့ဖြစ်တယ်ဆိုတော့ကျွန်တော်ပြောချင်တယ်ဝိညာဉ်နေရှောက်လန်းမှာလို့ယောမအခန်းကြီး18မှာလည်းသူဘာပြန်ပြောသေးလဲဆိုလို့ရှိမှာနော်ယောမအခန်းကြီး10ပိုင်းငယ်18မှာလည်းသူဘာပြောသေးလဲဆိုလို့ရှိရှင်ယောဟန်ထဲမှာတင်ယောမမဟုတ်တော့ရှင်ယောဟန်ခန်းကြီး3ထဲမှာဟုတ်တယ်ပိုင်းငယ်18မှာတားတော်ကိုယုံကြည်တော်သူသည်တဲ့အပြစ်စီရင်ခြင်းကိုမခံရအားလုံးသိပြီးသားဖြစ်တယ်မယုံကြည်တော်သူမူကားဖျားသခင်၌တပါးဒီတော်သားတော်ကိုမယုံကြည်သောကြောင့်ယခုပင်အပြစ်စီရင်ခြင်းကိုခံရ၏တဲ့အခုနကျွန်တော်ပြောသွားတဲ့အပြစ်တွေပေါ့နော်ဇာတိပဂရိနဲ့အသက်ရှင်တဲ့သူတွေဖျားရထားပြီးသားဆိုလို့ရှိရင်တော့ယုံကြည်ထားပြီးသားဆိုလို့ရှိရင်တော့အမငယ်ပါနေနော်ဒီမှာပြန်ပြောထားတာပြောချင်တာပြောတာဖြစ်တယ်ဖျားရဲ့ဝိညာဉ်တကယ်ရထားပြီးသားတကယ်ပဲဖျားကိုယုံကြည်လက်ခံထားပြီးသားဆိုလို့ရှိရင်တော့ငါ့ကိုယုံကြည်တော်သူသည်ဗါတယ်လေယောဟန်ထဲမှာထာဝရအသက်ကိုတော့ရတယ်တဲ့အမငယ်ပါနေနော်ဒါပေမဲ့ကျွန်တော်တတ်ထဲမှာကျွန်တော်ခုနပြောချင်တဲ့အရာကတော့ဖခင်ကသူ့ကိုယုံကြည်ရင်ထာဝရအသက်ရပြီးသားဖြစ်တယ်ဒါပေမဲ့ထာဝရအသက်ရပြီးသားဝိညာဉ်နဲ့အသက်ရှင်ပြီးသားအဝိညာဉ်နဲ့ရှောက်လန်းပြီးသားဆိုလို့ရှိရင်ကျွန်တော်တို့ဇာတိဖိတ်ကိုကျွန်တော်တို့ဖယ်အောင်အဲ့ဒါဆိုလို့ရှိရင်ဝိညာဉ်ပဂရိနဲ့အသက်ရှင်မယ်ဆိုလဲတယောက်နဲ့တယောက်ချစ်မယ်တယောက်နဲ့တယောက်ကျွန်တော်တို့ဖေးမမယ်ကူညီမယ်အသင်းတော်ကလေမဆိုးရုပ်တော့ဘူးကြီးထွားလာမယ်မွေးပြီးတော့အသင်းတော်မှာမွေးပြီးတော့ကြီးထွားတာမဟုတ်ပဲလေအသင်းတော်မှာလည်းဝိညာဉ်ကြီးကြီးထွားလာမယ်အသင်းတော်မှာဝိညာဉ်ကြီးတဲ့လူတွေကိုလည်းလာပြီးတော့ခေါ်စရာမလိုသူ့ဘာသာသူဖះအလုံးလုံးသွားလိုက်မယ်ဝိညာဉ်ကြီးထွားတဲ့အသင်းတော်နေလေလူဘလောက်ပဲနေဝိညာဉ်ကြီးထွားတဲ့အသင်းတော်နေလေလူဘလောက်ပဲမြင်ဝိညာဉ်မကြီးထွားတဲ့အသင်းတော်ကလေအယံကွာတယ်လူတကာတွေကဒီအသင်းတော်ကိုရောက်တာနေဒီအသင်းတော်ကအထဲကိုတကပောက်ကိုဝင်လိုက်တာနေရောက်လာတဲ့သူကနှလုံးသားထဲမှာခံစားလိုက်မယ်ကျွန်တော်ဖះเจ้าတကြောင်ကျွန်တော်ရောက်ခုတယ်သူတို့ရဲ့အသင်းတော်အထဲကိုဝင်လိုက်တာနေလေကျွန်တော်ရဲ့အထဲမှာလေဝိညာဉ်စီးဆင်းနေတယ်လို့ပဲကျွန်တော်ခံစားတယ်အယံကျင်နူးပြီးတော့လေကျွန်တော်အရှိသွားပြီးတော့ကျွန်တော်ဆူတောင်းလိုက်တယ်ကိုတော့ကျေးဇူးတော်ကိုချီးမွမ်းတယ်ဘာပြောလဲဒီအသင်းတော်မှာတကယ်ဝိညာဉ်တော်ဒီစီးဆင်းနေပါလားဆိုတော့အထက်ကနေတည်တယ်အဲ့ဒါဘုရားကျောင်းတော်တော်များသွားသူတွေကတော့လူတွေပဲကြည့်လို့နှုတ်ဆွတာပဲရှိချင်လဲရှိမှာပေါ့နော်ကျွန်တော်ကတော့ဘုရားကျောင်းတော်ကျောင်းကိုဝင်လိုက်လို့ရှိရင်ဟာလေလုယာကိုတော့ယေရှုဘုရားကျွန်တော်ဘာစကားပြောမလဲအဲ့ဒါပဲကျွန်တော်အထဲမှာအမြဲတမ်းကျွန်တော်ထည့်တယ်ဘုရားကျောင်းတော်ကျောင်းကိုရောက်တဲ့အခါမှာအထဲကိုဝင်လိုက်တာ ਨੇ ကိုတော့ဒီဘုရားကျောင်းမှာကျွန်တော်ဘာအလုပ်လုပ်မလဲကျွန်တော်တခြားဘုရားကျောင်းတွေအများကြီးသွားခဲ့ဘူးတယ်နော်ဟိုအင်ဒီယာနာပိုလစ်မှာဘုရားကျောင်းတစ်ကျောင်းရှိတယ်ကျွန်တော်အထဲဝင်သွားတော့လေကျွန်တော်ဆူတောင်းတယ်အထဲဝင်တဲ့အခါမှာလေဘုရားကျောင်းထဲရောက်သွားတဲ့အခါမှာလေကျွန်တော်နှလုံးသားတွေလေအယံပဲအင်းများပြီးတော့လေအဲ့ဒီနေ့မှာကျွန်တော်လူငယ်တွေ gospel သွားတဲ့အချိန်ဖြစ်တယ်ကျွန်တော်အထဲဝင်တဲ့အချိန်မှာလေဒီဘုရားကျောင်းရောက်တဲ့အခါမှာလေကျွန်တော်အယံကြည်နူးပြီးတော့လေဒီဘုရားကျောင်းမှာဝိညာဉ်နဲ့အသက်ရှင်ပါလားဆိုတော့ကျွန်တော်ကောင်းကောင်းသိသွားတယ်ဒီဘုရားကျောင်းကပေါ့နော်အဲ့ဒီလူငယ်တွေအကုန်လုံးလောက်ကြတယ်ဗါလားတ
တက်ပုံရိုက်ကြတယ်အဲ့ကျွန်တော်တက်ပုံမရိုက်ဘူးအဲ့ဒီအတင်းတော်ကိုလည်းကျွန်တော်ကောင်းကြီးပေးရကျွန်တော်တယောက်တည်းဟိုလူမရှိတဲ့အခန်းထဲမှာကျွန်တော်သွားပြီးကျွန်တော်ဆွတ်တောင်းနေတယ်မဖြစ်လဲဆိုတော့ဖះနှုတ်ခွက်တော်ကြီးလေအဲ့ဒီမှာစီးစင်းလာရင်လေအလောက်ထီကြီးဘလို့ပြောမလဲအပြိုပါဖိမတိတ်ပြီးတော့မလိုက်စားချင်တော့ဘူးလူတွေလည်းပါဒီတိုင်းပဲအသက်ကြီးလာရင်သူ့အသက်နဲ့သူပေါ့နော်နှိုးစိုးရွယ်ဆိုနှိုးစိုးရွယ်သူ့အသေးအရွယ်နဲ့သူသွားပြီးတော့ပေါ့နော်ကြီးလာလို့ရှိရင်တော့ပြောင်းလဲသွားတယ်အခုကျွန်တော်အရင်ကဆိုလို့ရှိရင်ကျွန်တော်ဝိညာဉ်ရမင်းကြက်ကဲဆိုဘလုံးကန်ကစားအယံဝါဒနာအယံလည်းလုပ်တယ်အမနည်းနည်းကိုရင့်ကျက်လာတဲ့အခါမှာနည်းနည်းကြီးလာတဲ့အခါမှာဘလုံးကန်တာကိုယ်အသွေးဘာအကျိုးရှိလဲစဉ်းစားလာတယ်ဘော်ဒီဘက်ကစားဘာအကျိုးရှိလဲဟိုသွားတယ်အလီလိုဒီဘာအကျိုးရှိလဲအိမ်မှာကျန်းစာဖက်လို့ရှိရင်ကျွန်တော်တို့ဘာအကျိုးရှိလဲအသက်ရွယ်ကလည်းစကားပြောလာလို့ရှိရင်လေအခုလိုပဲနှုတ်ခွက်တော်မှာလည်းပါဝိညာဉ်ရေးရမှာလည်းပါသူ့ level နဲ့သူရှိတယ်လူရဲ့အသက်တာကြီးနေတာဇာတိပဂရိနေပဲအသက်ရှင်မြဖျားပါစေကတော့ဖျားလေးကတော့ကာယဘာနဲ့သူလဲဆိုလို့ရှိရင်တော့နှုတ်စုကလေးနဲ့တူတယ်နှုတ်ဘူးနေပဲသူကစေးပဲဒီလိုပဲနေတာတကယ်ဝိညာဉ်ရေးရမှာအသက်မရှင်တဲ့အခါမှာလေဝိညာဉ်ရေးကြီးထွားတဲ့ပုံစံနှုံးကသူ့မှာမရှိတော့ဘူးနှုတ်စုကလေးရွယ်ကြီးထွားတဲ့ပုံစံမျိုးတွေသူ့မှာအသက်ရှင်နေတယ်အဲ့ဒါမျိုးမဖြစ်စေပါနဲ့ကျွန်တော်တို့အသက်တာမှာဖျားရပြီးသားဖြစ်တဲ့အခါမှာကျွန်တော်တို့ရဲ့ဝိညာဉ်ရေးရာကြီးထွားဖို့ကျွန်တော်တို့အမတန်မှအရေးကြီးတယ်ဝိညာဉ်ရေးရာကလည်းထာဝရသွားမယ့်အရာဖြစ်တယ်ဟာလေလုယာကျွန်တော်ထာဝရကိုမြှုပ်လင်းသလားသင်္ခါရကိုမြှုပ်စဉ်းစားနေသလားသင်္ခါရမှာလည်းကျွန်တော်တို့ရှိပါတယ်သူ့အစင်းနဲ့သူပေါ့နော်သွားရမယ့်နေရာလောကကြီးမှာနေတဲ့အခါမှာစားဖို့တောက်ဖို့ဆိုလိုရတယ်လေနော်အဲ့ဒါလည်းသွားရမယ်လာရမယ်လှုပ်ရမယ်ကန်ရမယ်ဒါပေမဲ့ဒီအရာထက်ဝိညာဉ်ရေးရာပို့ပြီးတော့ကျွန်တော်တို့ရှစ်တန်းထားဖို့ကျွန်တော်လိုအပ်တယ်ဆိုတာကိုကျွန်တော်ခွင့်အားပေးခြင်းတယ်ဝိညာဉ်ရေးရာမှာကြီးထွားမယ်ဆိုရင်ကိုယ့်ရဲ့မိသားစုမှာကိုကကြီးဝိညာဉ်ရေးရာမှာကြီးထွားကိုယ့်ရဲ့မိသားစုကလည်းဝိညာဉ်ရေးရာမှာရှင်သန်လာမယ်ပို့ပြီးတော့ကြီးထွားမယ်ဝိညာဉ်ရေးရာမှာမိသားစုမှာကြီးထွားလိုက်အသင်းတော်မှာဒီမှာပို့ကြီးထွားလာမယ်အသင်းတော်မှာဝိညာဉ်ကြီးထွားလာပြီဆိုဟိုအပြင်တွေရောက်သွားမယ်အပြင်တွေမှာလည်းဒီအသင်းတော်ကိုမြင်သိရတယ်ဖခင်ကိုမြင်တဲ့အသက်တာမျိုးဖြစ်လာမယ်ဒီအသင်းတော်လှုပ်ရှားခြင်းကိုတွေ့တာနဲ့အခုကြည့်ဒီအသင်းတော်ဒီမှာတိဆောက်တယ်အရင်တော့ဆိုရင်ကပ္ပကင်မှာကားတဲ့လူမရှိဘူးပေါ့နော်ကျွန်တော်တို့အသင်းတော်ဒီမှာလာရောက်တဲ့အခါမှာအမြဲတမ်းကပ္ပကင်မှာအမြဲတမ်းဆန်နေဆိုလားကပ္ပကင်နေပြည့်ဒီပတ်ဝန်းကျင်အကုန်လုံးကကြီးတယ်တဲ့အလိုပဲဆိုလိုမပါအမြဲတမ်းပြောတယ်ဒီပတ်ဝန်းကျင်ငါတို့ဖခင်ကြောင့်အမြဲတမ်းကြီးနေတာဘလို့နေတယ်ဆိုတာပေါ့နော်လူတွေကအဲ့ဒါအရင်ကြီးတယ်အဲ့ဒါကျွန်တော်ဝိညာဉ်ရေးရမှာလဲပါသူများတဲ့အခုလိုမျိုးမြင်ဖို့ကျွန်တော်အသက်ရှင်ဖို့လိုရတယ်ဟာလေလုယာအဲ့လိုမျိုးရှင်နေတဲ့သူဖြစ်ပါစေရောက်ချင်းစီတိုင်းဘုရားရှင်ဆက်လက်ပြီးတော့စကားပြောပါစေအခုနကျွန်တော်ပြောတယ်အခုတော့ဝိညာဉ်ရေးရအနားမှာရှိတဲ့သူပြောကြည့်ပါဦးငါအနေကဇာတိပဂရိလူလားဝိညာဉ်ပဂရိလူလားလို့အနားမှာရှိတဲ့သူပြောကြည့်ပါဦးတယောက်အနည်းဆုံး2ယောက်လောက်ကျွန်တော်ဝိညာဉ်နဲ့အသက်ရှင်ရအောင်နော်ဇာတိနဲ့အသက်မရှင်နေလို့ကျွန်တော်ပြောချင်တယ်ဝိညာဉ်နဲ့အသက်ရှင်ရအောင်ဝိညာဉ်ပဂရိနဲ့အသက်ရှင်လို့ရှိရင်လူကြားထဲမှာလည်းမျက်နှာရမယ်ရောက်တဲ့နေရာတိုင်းမှာဖခင်ဘုန်းတော်ထင်ရှားမယ်ရောက်တဲ့နေရာတိုင်းမှာအသက်တော်ဆန်းရည်စီးစင်းတယ်လို့လူတကာတွေကိုပေးနိုင်တဲ့အသက်တာမျိုးဖြစ်မှာဖြစ်တယ်ဆိုတာကိုကျွန်တော်ဒီကနေပြီးတော့ကျွန်တော်ပြောချင်တယ်အခုနကကျွန်တော်ပြောထားတယ်ငါတို့ရဲ့မျှော်လင့်ခြင်းဆိုတဲ့ကျွန်တော်အတူကောင်းနေနည်းနည်းပြောပြီးတော့ကျွန်တော်တို့အဆုံးသတ်မယ်ပေါ့နော်ဘယ်နာရှိသွားပြီလဲမသိဘူးနာရီလည်းမရှိဘူးโอเค9နာရီကျော်သွားပြီငါတို့ရဲ့မျှော်လင့်ခြင်းတဲ့ဒီမှာရှိတဲ့ညီကိုမောင်တော်များအခုနကကျွန်တော်ပြောပြီးဝိညာဉ်လူနဲ့ဝိညာဉ်နဲ့အသက်ရှင်တဲ့သူတွေနော်ငါတို့ရဲ့မျှော်လင့်ခြင်းကဘာလဲငါကျွန်တော်တို့ရဲ့မျှော်လင့်နေတဲ့အရာဘာလဲလောကအရာလားဝိညာဉ်အရာလားဖယားလားကျွန်တော်တို့ဒီနေ့မှာကျွန်တော်စဉ်းစားရအောင်ဖယားဖြစ်ပါစေလောကအရာမဖြစ်ပါစေနဲ့လောကရာဆိုမလိုအပ်ဘူးတော့လိုအပ်တယ်ဒါပေမဲ့အလောက်ကြီးမစွဲလန်းနဲ့မမျော်လင့်နဲ့ကျွန်တော်တို့ရဲ့မျော်လင့်တဲ့အရာကဖယားဖြစ်ပါစေလို့ကျွန်တော်ခေါင်းစဉ်ပြီးချင်တယ်နော်ငါတို့ရဲ့မျှော်လင့်ခြင်းကယေရှုဖခင်ဖြစ်ပါစေဟာလေလုယာโอเคမောရှေရဲ့အသက်တာကိုကြည့်ရအောင်နော်မောရှေကလေအလုံးတည်ပြီးသားလည်းဖြစ်တယ်ကျက်တာဖက်တော့ကာနာကုန်တည်လိုက်မယ်မောရှေကသူ့ကိုဖခင်အသုံးပြုတဲ့အခါအတူချုံးလေးကျွန်တော်ပြောမယ်ဣ
ဤတရေလာလူမျိုးတို့အဲကုတုပြားနေခါနေပြီးပို့ရမယ်ဆိုတဲ့အခါမှာမောရှေရတယ်ဖျားပြောတဲ့စကားကိုကောင်းကောင်းသိတဲ့အခါမှာဖျားကိုလည်းချစ်တဲ့အခါမှာဖျားပြောတဲ့အတိုင်းသူကိုလှုပ်တဲ့အခါမှာသူရဲ့မျှော်လင့်ခြင်းကဖျားဖြစ်နေတဲ့အခါမှာအော်ဖျားပြောတဲ့ငါတို့မှာဖျားကိုမျှော်လင့်ပြီးတော့အဲကုတုပြားနေပြီးတော့ဤတရေလာလူမျိုးတွေကိုခါနေပြီးခေါ်ဆောင်တဲ့အယံကိကရနမေလက်ခဏပေါင်းများစွာနဲ့ဖာရောဘုရင်စီမှာသူအမျိုးမျိုးနမေလိခဏနဲ့သူလုတ်ဆောင်ခဲ့တယ်အတူချုံးနေပြောမယ်နော်နမေလိခဏနဲ့အများကြီးပဲနော်အတူချုံးနေကျွန်တော်ပြောလိုက်မယ်သူလုတ်ဆောင်ခဲ့တယ်နောက်ဆုံးထွက်လာတယ်အဲကုတုပီကနေပြီးတော့မောရှေနဲ့ဦးဆောင်ပြီးတော့ခါနန်ပြည်ကိုထွက်လာကြတယ်ဣသရေလလူမျိုးတွေပေါ့နော်ထွက်လာတဲ့ခါကျမှအန်အောစရာတခုကပါလဲဆိုတော့ကျွန်တော်အန်အောတဲ့နေရာလေးပဲကျွန်တော်ဖတ်သွားချင်တယ်နော်အန်အောအရန်အန်အောဖို့ကောင်းတဲ့နေရာလေးထွတ်မြောက်ရာကျမ်းအခန်းကြီး14အပိုက်ငယ်10ပေါ့နော်ထွတ်မြောက်ရာကျမ်းအခန်းကြီး14ပိုက်ငယ်10လောက်ကနေစကျွန်တော်ဖတ်မယ်အဲ့ဒီထွတ်မြောက်ရာကျမ်းကိုဖတ်လိုက်ရင်တော့အကုန်လုံးမိုးရှီရဲ့ခေါ်လာတဲ့အကြောင်းတွေတွေ့ရမယ်ဝက်ဖတ်လို့ရှိရင်တော့ပေါ့နော်သူ့ဟာသူအစီခေါင်းစဉ်ကြီးအများကြီးပြောထားပါတယ်ထွတ်မြောက်ရာဆိုတော့ရှိရင်တော့ဣသရေလလူမျိုးတွေထွက်ခွာတဲ့အရာသူတို့ထွတ်မြောက်ရာဆိုပြီးတော့သူတို့တွေကကောင်းတင်တက်ပြီးတော့ပြောထားတာဖြစ်တယ်ထွတ်မြောက်ရာကျမ်းကိုကျွန်တော်ကြည့်ကြည့်မယ်နော်ခန်းကြီး30မှာဖာရောဘုရင်သည်တဲ့ချင်းလာတော့အခါဣသရေလအမျိုးသားတို့သည်တဲ့ညှို့ကြည့်၍အဲဂုတ္တုလူတို့စစ်ချီလာကြောင်းကိုတဲ့မြေလျင်အလွန်ကြောက်လန့်၍ထာဝရဘုရားအားအော်ဟစ်ကြ၏တဲ့မောရှေကိုလည်းတဲ့အဲဂုတ္တုပြည်၌တင်းချိုင်းမရှိသောကြောင့်ဤတော့၌တည်ချင်းငါတဲ့ငါတို့ကိုတဲ့ဆောင်ခဲ့သလားတဲ့ဒီ၌အရန်ကြည်သားသူတို့ဘာမျောလင့်တယ်လဲသူတို့ကဘုရားကိုတော့သိတယ်လို့ဘယ်လိုပြောကြတယ်ပေါ့နော်ဒါပေမဲ့သူတို့မျောလင့်တာကအဲဂုတ္တုပြည်မှာပဲတင်းချမ်းကုန်းပဲသူတို့မျောလင့်တယ်ကြည်သားသူတို့မျောလင့်ခြင်းကတင်းချမ်းကုန်းပဲငါတို့တည်လို့ချင်းတည်မှတော့ဘုရားရပြီဆိုလို့ရှိရင်တော့ကွာကျွန်တော်တည်လို့ချင်းကျွန်တော်ခန္ဓာကိုယ်ခွေးကျွေးလိုက်လဲဘာမှမကုသတော်ရသေးတယ်ရှင်းရှင်းပဲကြကြနာတကြူပြီးမြုပ်ဆရာမလို့ဘူးတီဗီဆိုမှတော့ဘာလို့တော့မလဲနော်အဓိကဝိညာဉ်သိရှင်ဖို့ပဲလိုရတယ်သူတို့ပြောချင်တာပြောပါတယ်ကျွန်တော်ဒီမှာသူတို့ရဲ့မျောလင့်ခြင်းကတင်းချမ်းကုန်ပဲဖြစ်နေတယ်ဆိုတာပေါ့နော်အယံပဲအုံတော့အယံနဲတယ်ပေါ့နော်တင်းချိုင်းမရှိတော့ကြောင်းနာဤတော့၌တည်ခြင်းငါတို့ကိုဆောင်ခဲ့သလားတဲ့ငါတို့ကိုတဲ့ဤတော့ပြု၍အဲဂုတ္တုပြည်မှာတဲ့အပေကြောင့်ဆောင်ခဲ့တဲ့နီငါတို့ဒီတဲ့အဲဂုတ္တုလူတို့ထံ၌အသေးကျွမ်းခံနေလျက်ငါနေလျက်ရှိကြစေဟုအဲဂုတ္တုပြည်၌တဲ့ငါတို့ပြောရငါတို့ပြောရတွေနဲ့ဤအမှုကိုတဲ့ရည်ဆောင်၍ပြောသည်မဟုတ်လောတဲ့ငါတို့ဒီဤတော့၌တေရတီတဲ့အဲဂုတ္တုလူတို့ထံ၌တည်စီအသေးကျွမ်းခံလျက်တာ၍ကောင်းသည်ဟုဆိုကြ၏တဲ့မောရှေကလည်းတဲ့မစိုးရင်နဲ့ညင်ဝက်စွာရက်နေကြထာဝရဘုရားသည်ယနေ့ပြတော်မူသောတဲ့ကဲတင်ခြင်းကိုကြည့်ရှုကြလောတဲ့သင်တို့သည်တဲ့ယနေ့မြင်သောအဲဂုတ္တုလူတို့ကိုတဲ့နောက်တစ်ဖက်အလင်းမမြင်ရကြတဲ့သင်တို့ဘယ်၌တဲ့ထာဝရဘုရားသည်စစ်တိုက်တော်မူလိုက်မည်သင်တို့သည်တဲ့ညင်ဝက်စွာနေကြဟုလူများတို့အားဆို၏တဲ့ထာဝရဘုရားကလည်းအပေကြောင့်ငါ့ကိုအော်ဟစ်သည်နီဣသရေလအမျိုးသားတို့သည်တတ်သွားစီခြင်းကတဲ့မှားလိုက်လောတဲ့တင်မူကားတဲ့လန်တန်ကိုချီပြီးလျင်ပင်လေပေါ်မှာလက်ကိုဆန့်၍ပင်လေကြီးကိုခွဲလောဣသရေလအမျိုးသားတို့သည်ပင်လေအလယ်၌မြေပေါ်မှာရှောက်သွားကြရကြမည်တဲ့ငါတီလေအဲဂုတ္တုလူတွေနှလုံးကိုလည်းခိုင်မာစေတဲ့ပြင်သူတို့သည်လိုက်ကြလိုက်မည်ဖာရောဘုရင်နှင့်သူ၏ဘိုးချေယထာမြင်းစည်းသူရဲ့များဖြစ်နေငါဘုံပွင့်လိုက်မည်တဲ့ထို့တော့ဖာရောဘုရင်နှင့်သူ၏ယထာသည်တဲ့မြင်းစည်းသူရဲ့များအားဖြင့်ငါဘုံပွင့်တော့ခါတဲ့ငါသည်ထာဝရဘုရားဖြစ်ကြောင်းကိုတဲ့အဲဂုတ္တုလူတို့သည်တဲ့တီးရကြလိုက်မည်မောရှေအားမိန့်တော်မူ၏တဲ့ဟာလေလုယာဒီနေရာကဘာပြောချင်လဲဆိုတော့ခုနကပေါ့နော်မောရှေကဖျားကိုပဲသူကမျှော်လင့်တယ်ဖျားနေပဲသူအသေးရှင်ရှင်တယ်သူဖျားဘယ်တော့တောင်းတလဲဆိုတော့တောင်ပေါ်မှာတဲ့ပြီးတော့ဖျားငါတွေ့ချင်တယ်ဆိုတော့ဖျားသူ့ကိုလေအရှိကလေးကြောလေးပဲပြတော့သူအရန်လန့်သွားအဲ့ခါမှသူမတောင်းတော့တာနော်သူအကြောင်းကိုဖတ်ကြည့်လို့ရှိမှာနော်မောရှေလိုမျိုးကျွန်တော်တို့အသက်တာမှာလဲပါကျွန်တော်အသက်တာမှာ
ဘာကိုမျောလင့်ပြီးတော့အသက်ရှင်နေတယ်လဲဖခင်ကိုပဲကျွန်တော်တို့စစ်စစ်မျောကြည့်ပြီးတော့အသက်ရှင်နေသလားဒါမှမဟုတ်ကျွန်တော်တို့ကလောကအရာနေပဲကျွန်တော်အချင်းကုန်မလားဒုက္ခအရာပဲကျွန်တော်မျောကြည့်ပြီးတော့ဒီဟာပြီးဒီဟာဝေမယ်ဒီဟာလုံးမယ်ဒီဟာနေပဲကျွန်တော်တို့အချင်းကုန်ပြီးတော့ကျွန်တော်ညှို့လင်းပြီးတော့အသက်ရှင်နေသလားဆိုတာကိုကိုစမ်းစစ်စီချင်တယ်လောကမှာနေတဲ့အခါမှာစုံစမ်းရှင်းနေရှိမှနောက်ရွှေ့ချင်းနေရှိမှအခုမောရှိရဲ့တက်တာကိုကြည့်လို့ရှိရင်အေကုတုပြန်နေဣတရီရလူမျိုးတို့ခါနေပြောခေါ်ဆောင်မှာဒုက္ခမြောက်များစွာနဲ့သူတို့ကြုံခဲ့ရတယ်နှစ်ပေါင်းများစွာသူတို့ကြုံခဲ့တယ်လမ်းမှာပေါ့နော်ဒါပေမဲ့အဲ့ဒီအခက်ခဲတွေကိုမောရှိကဖခင်ကိုပဲတောင်းတပြီးတော့သူခါနေပြီသူခေါ်သွားတယ်ကြောက်ထဲကနေရေစားတဲ့ကမှာကြောက်ထဲကနေရေထွေခိုင်းတယ်ခါတဲ့ရေကိုလည်းချိုခိုင်းတယ်အမျိုးမျိုးနမေးလေးခဏနဲ့သူခေါ်သွားတယ်ကျွန်တော်လောကမှာနေတဲ့ကမှာလည်းပါကျွန်တော်တို့ခါတိချင်းတော့အများကြီးရှိမှာပဲမစိုးရင်လည်းလူတွေရဲ့မုံတီချင်းအလို့အစင်မပြေချင်းငွေရေးကြီးအများကြီးပေါ့နော်စကားတခါတလေစကားမတက်လို့အမျိုးမျိုးကျွန်တော်တို့ဖြစ်လိုက်မယ်ရှိလိုက်မယ်ဒါပေမဲ့ဘုရားတကတင်းနေကျွန်တော်ကိုဒီနေရာတိပို့လိုက်ပြီဒီလောက်ကောင်းတဲ့နိုင်ငံကိုရောက်ပြီးဒီလောက်ကောင်းတဲ့နိုင်ငံကိုရောက်ပြီးမှဖျားပုံးတော့မထင်ရှားဘူးဆိုလို့ရှိရင်တော့ဒီကိုကျွန်တော်တို့ကိုပို့တာဘာအတွက်လဲကျွန်တော်တို့စဉ်းစားကြည့်အောင်ကျွန်တော်တို့ကွာညှို့လင်းကြည့်အောင်ကွာငါတို့ဒီကိုရောက်ပို့တာငါတို့ကားလေးဝယ်ပြီးအိမ်လေးဝယ်ပြီးတော့ပြီးသွားပြီလားမကျင်နိုင်ဘူးတော့လူကလေကားရရင်လည်းမကျင်နိုင်ဘူးအိမ်ရရင်လည်းကျွန်တော်မကျင်နိုင်ဘူးလောဘဆိုတာလေအရင်ကြီးတယ်အခုနဇာတိလူလိုပေါ့နော်တခုကျွန်တော်တို့ကလောချင်တယ်မပြီးဆုံးဘူးလောကမှာနေတဲ့လောနေမှာပဲဒီဟာပြီးကျွန်တော်လည်းဒီတိုင်းပဲပေါ့နော်ဒါပေမဲ့ကျွန်တော်အဲ့ဒီအရာထက်ကျွန်တော်ကတော့နှုတ်ကပတ်တော်ဖိတ်မှာပဲပို့ပြီးတော့ကျွန်တော်အာယုံပို့စိုက်တယ်ကျွန်တော်တီးတယ်အဲ့လိုပဲဖြစ်စီခြင်းတယ်ဒီမှာရှင်းညီကမောင်လာတယ်ဒီလိုမျိုးနှုတ်ကပတ်တော်ဖိတ်မှာပဲကျွန်တော်တို့အာယုံစိုက်ပြီးတော့လေသွားမယ်ဆိုလို့ရှိရင်ခုနမောရှိလိုပဲဖះတွေသွားတဲ့အခါမှာဒုက္ခရောက်တယ်ဖះကမောရှိဖះကိုပြောလိုက်တယ်ဖះကပင်လေအိုင်ဩစရာကြီးအနောက်မှာဣတိရေလလူမျိုးတွေအကုတုဘီဟွာတွေစစ်တီတွေလိုက်လာတယ်အရှိမပင်လေဘေးမှာတောင်းကျွန်တော်ဘေးပြေးမလဲကျွန်တော်တို့လောကမှာသိရှင်တဲ့အခါမှာဒီဖက်မှာဟွာတွေဒုက္ခတွေဟိုဘက်မှာစကားမတက်ချင်းနေဆင်းရောက်သွားတဲ့စကားမတက်ဒုက္ခရောက်တယ်မျိုးပဲပေါ့နော်လူထောက်ပြီးတော့ဘုရားစီမှာဆုတောင်းလိုက်အစဉ်ပြေသွားလိုက်မယ်ဟာလေလုယာပင်လေတောင်မှနှစ်ချမ်းခွဲနိုင်တဲ့ဘုရားဘာဖြစ်လို့ကျွန်တော်တို့ရဲ့ဒုက္ခတွေမဖြေရှင်းပေးနိုင်ရမလဲဖြေရှင်းပေးမယ်ဟာလေလုယာကျွန်တော်ယုံကြည်တယ်ကျွန်တော်တို့ဘုရားကလေအငတ်မထားဘူးစာလေးတစ်ကောင်တော့အငတ်မထားဘူးတဲ့အဲ့လိုမျိုးဘုရားဖြစ်တယ်ကျွန်တော်ဘုရားကလေကျွန်တော်သူ့ရဲ့ဝိညာဉ်ထက်ထားတဲ့သူတွေတော့လုံးဝအငတ်မထားဘူးဆိုတာကိုကျွန်တော်ဒီကနေပြီးတော့ကျွန်တော်ပြောချင်တယ်အတိကကျွန်တော်တို့ပေးကမ်းမှာလူထဲမှာအရန်ကောင်းတယ်အသင်းတော်မှာလည်းပေးကမ်းမှာလူထဲမှာဟိုအပြင်နေမှာလည်းပါကျွန်တော်တို့စွန့်ကြဲပေးကမ်းမှာအရန်ကောင်းပါတယ်ဒါပေမဲ့သူတပေါင်းမနာလော်တာတွေကျွန်တော်တို့လျှော့ရအောင်သူတပေါင်းအသင်းပြောချင်တာတွေလျှော့ရအောင်ခုနလိုပေါ့နော်သူတပေါင်းစိတ်နာသွားမဲ့အရာတွေမပြောမိပါစေနဲ့နှုတ်ကထွက်တဲ့အရာလေအရန်ပဲတန်ဖိုးရှိတဲ့အသုံးရင်အဲ့ဒီနှုတ်ကလေအရန်ဟိုဟာဖြစ်တယ်မကောင်းတဲ့ကပြောလိုက်လေအဲ့ဒီနှုတ်ကလေအရန်ဆူးတယ်မကောင်းဘူးမပြောသင့်တဲ့အရာမပြောပါနဲ့ပြောသင့်တဲ့အရာပဲကျွန်တော်တို့ပြောရအောင်တယောက်နဲ့တယောက်တွေ့ရင်သူတပားကိုမကောင်းတဲ့အရာပြောတာထက်စားရင်ကျွန်တော်တို့ချီးမွမ်းပေးရအောင်ကောင်းတဲ့အရာဖြစ်နေပြီကျွန်တော်စကားပြောရအောင်အာမင်ကျွန်တော်ဖြစ်စေခြင်းနဲ့ကောင်းတဲ့အရာဖြစ်နေပြီကျွန်တော်ရှောက်လန်းစေခြင်းနဲ့အဲ့ဒါမျိုးသွားမယ်ဆိုရင်လူတကာတွေကနေတော့မြင်သိရနဲ့ချစ်ခင်တဲ့နှလုံးသားကျင်နူးတဲ့နှလုံးသားတွေ့လိုက်တာနဲ့ဖျားနဲ့တင်းရှင်တဲ့သူနဲ့တွေ့လိုက်တာနဲ့စိတ်ထဲမှာမပျော်ဘူးလားအယက်သမားနဲ့သွားတွေ့ကြည့်စမ်းပါလားစိတ်ညစ်လိုက်တာအမျိုးမျိုးပြောမှာပဲနော်ငါသူနဲ့နေရတာအရင်စိတ်ညစ်တာပဲတခါတလေဆိုလို့ရှိရင်မပျော်ဘူးအဲ့လိုမျိုးပြောမှာပဲဖျားနဲ့တင်းရှင်တဲ့သူနဲ့သွားပြီးတော့ပေါင်းတင်းသွားလို့ကြည့်ပြီးတော့တွေ့ကြည့်လိုက်ပါလားပျော်ရွှင်ပြီးတော့ကြည်နူးပြီးတော့ဒီလိုပဲဖြစ်တယ်လို့ပဲပေါ့နော်ကျွန်တော်ရဲ့အသက်တာမှာလည်းဖျားနဲ့အသက်ရှင်ဖို့ကျွန်တော်ပြောချင်တယ်အဲ့ဒါကြောင့်ဟိရှာယထဲမှာကြည့်ပါလားနော်ဟိရှာယခန်းကြီး40ထဲမှာအများတန်းကျွန်တော်ပြောတာခန်းကြီး31ထဲမှာရွှေလင်းတာကဲ့သို့တဲ့ကျွန်တော်တို့ရွှေလင်းယုံကဲ့သို့ဗမာစကားရရန်မကောင်းဘူးရွှေလင်းယုံလို့ပဲပြောရအောင်ရွှေလင်းတာရရန်ဆိုးတယ်နော်
ရွှေလင်းယုံကဲ့သို့ကျွန်တော်တို့ဖြစ်အောင်ရွှေလင်းယုံကတော့အဲကြောင့်ဒီနိုင်ငံကရွှေလင်းယုံကိုအရင်ကြိုက်တယ်ထင်တယ်သူတို့အလံဟိုဒီမှာတော့မှဗာလဲရွှေလင်းယုံဟိုကြီးပဲသူတို့ပြတယ်လေနော်ရွှေလင်းယုံအရင်ကြိုက်လာတယ်ရွှေလင်းယုံကဲ့သို့ကျွန်တော်တို့အသက်တာကိုကျွန်တော်တို့တွားရအောင်ရွှေလင်းယုံလည်းပါသူ့ရဲ့အကြောင်းကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်သူကအတောင်လှဲတဲ့အချိန်ရှိတယ်အတောင်လှဲတဲ့အချိန်ဆိုလို့ရှိရင်တော့မပြန်နိုင်ဘူးပေါ့နော်အမွှေးတွေကျွဲပြီးတော့သူ့ရဲ့နေရာမှာပဲသူနေရတဲ့အသာငဲ့ပြီးတော့ပေါ့နော်အတောင်အသေးပေါက်လာတဲ့အချိန်ကျမှသူကပြန်တန်းနိုင်တယ်တဲ့ရွှေလင်းယုံရဲ့အကြောင်းကိုကျွန်တော်ဟိုတစ်ခေါက်ကကျွန်တော်ဖတ်ဖူးတယ်သူရဲ့အကြောင်းလေးကိုလေအဲ့လိုမျိုးပဲသူကပေါ့နော်အဲ့ကျွန်တော်တို့အသက်တာမှာလည်းဝိညာဉ်နဲ့ပကတိနဲ့အသက်ရှင်ပြီးတော့ဝိညာဉ်နဲ့တွားသူဖြစ်ပြီဆိုလို့ရှိရင်တော့ရွှေလင်းယုံကဲ့သို့ပေါ့နော်တခါတလေအသက်ပြုပြင်တဲ့အချိန်တွေလည်းရှိမယ်နှုတ်ကပတ်တော်အဖြစ်ပေါ့နော်နှုတ်ချခြင်းတွေရှိလာမယ်ဒါပေမဲ့ကျွန်တော်အတမအသက်ဖြစ်ဖို့ပေါ့နော်ရွှေလင်းယုံကဲ့သို့ကျွန်တော်တို့ဖြစ်ဖို့ကျွန်တော်အသက်တာကိုကျွန်တော်တို့ပြင်ဆင်ရအောင်လို့ကျွန်တော်ပြောချင်တယ်ဒီနေ့မှာတယောက်မုန်းနေရင်ခွင့်လွှတ်ပေးလိုက်ပါသွားပြီးတော့နှုတ်ဆက်လိုက်ပါကျွန်တော်ခွင့်လွှတ်ပါကျွန်တော်မှာမပြည့်စုံတဲ့ရရှိလောကသားဖြစ်တဲ့ခါမှာတောင်းပန်လိုက်ရင်ကိုကတေးသေးလေးတောင်းပန်တာနဲ့သူ့ဘက်ကအကြီးကြီးနဲ့ပြန်လာပြီးတော့တောင်းပန်လိုက်မယ်ကျွန်တော်လည်း sorry ပါတောင်းတဲ့တယောက်ချစ်ချင်းမေတ္တာတွေဖြစ်လာမယ်ချစ်ချင်းမေတ္တာလေးအရန်ပဲအရေးကြီးတယ်တယောက်မုန်းနေပြီဆိုလို့ရှိရင်တော့မလွယ်တော့ဘူးမြင့်နေချင်းလည်းမဆိုင်ချင်းတော့ဘူးအဲ့ဒါဖျားသားသမီးလားယုံကြည်သူသားသမီးလားအဲ့ဒါမျိုးကဖျားသားသမီးဆိုတာဖျားဘုံတော်ထင်ရှားဖို့ပဲဒီလောကမှာသူ့ကိုကျွန်တော်တို့ဒီလောကမှာလွှဲတယ်ကျွန်တော်လည်းမယုံကြည်သူပဲယင်ရဖျားကိုရလာတဲ့အခါမှာကျွန်တော်တို့ဖျားသိရှင်တဲ့ဖျားပါလားလူတွေမှာချစ်ရမယ်ချစ်ခင်ရမယ်လူတွေကိုသူ့ရဲ့ဘုံတော်ထင်နောက်ပိုင်းကျအစတော့လူတွေကိုချစ်ဖို့တော့ပဲကျွန်တော်သိတယ်နောက်ပိုင်းတော့သူ့ဘုံတော်ထင်ရှားဖို့ကျွန်တော်တို့သူကကျွန်တော်ခေါ်နေပါလားဆိုတော့ကျွန်တော်သဘောပေါက်လာတယ်ဒီမှာရှိတဲ့ညီကောင်မောင်နှမတွေမွေးရပါခရီးဖြစ်လာတာဘယ်လောက်ထိတောင်တန်ဖိုးရှိလဲကြည်စမ်းအဖေမေကဖျားတရားတည်ပြီးသားဖျားတရားတည်ပြီးသားတရားနေပြီးပေါက်ဖွာလာတာလေကျွန်တော်ဆိုလို့ရှိရင်ဖေမေတောင်ဖျားတရားမတည်ဘူးအဲ့တဲ့နေ့ကျွန်တော်ပေါက်ဖွာလာကျွန်တော်ဘဝပိုတောင်းဆိုသေးတယ်အားကြောင့်ဖျားတရားတည်တဲ့မျိုးထဲကနေပြီးတော့ပေါက်ဖွာလာတဲ့အခါမှာဒီထက်မကအဖေအမေကဖျားတရားတည်တဲ့တာသမီးကပို့ပြီးတော့ဖျားတရားနဲ့ကျွန်တော်တို့ရှောက်သွားဖို့ဝိညာဉ်နဲ့ရှောက်သွားဖို့ကျွန်တော်တို့ပို့ပြီးတော့အရေးမကြီးဘူးလားပို့ပြီးတော့လိုရတဲ့အဲ့ဒါမှပဲဖျားဘုံတော့ထင်ရှားမှာဖြစ်တယ်ဟာလေလုယာအရောက်ချင်းစီတိုင်းကျွန်တော်ဒီနေ့ကျွန်တော်ကြမ်းကြမ်းကြီးအရင်ကတော့တရားမဟောချင်ဘူးဘာဖြစ်ဆိုတော့ကြမ်းကြမ်းဟောသွားလို့ရှိရင်တော့ကျွန်တော်စိတ်ထဲမှာတခါတည်းထိပြီးတော့ဘယ်လိုပြောမလဲကျွန်တော်မုန်းသွားတဲ့ဒီလဲကျွန်တော်မကြိုက်ဘူးပေါ့နော်အဲကြောင့်ကျွန်တော်ဒီနေ့နည်းနည်းပါးလေးပဲကျွန်တော်အများကြီးကျွန်တော်မပြောချင်ဘူးအဲကြောင့်ကျွန်တော်တို့ပြောချင်တယ်ကျွန်တော်မျှော်လင့်ခြင်းထားပါဝိညာဉ်နဲ့အသက်ရှင်ပါဇာတိနဲ့အသက်မရှင်ပါနဲ့လို့ကျွန်တော်အတိကကျွန်တော်ဒီစကားလေးကိုပဲကျွန်တော်နှလုံးသားထဲမှာကျွန်တော်ထည့်ပေးသိချင်တယ်အိမ်ရောက်တဲ့ခါကျရင်စူးစူးဒီနေ့ပြောသွားတဲ့အရာစဉ်းစားပါဒီညစူးစူးပြောသွားတဲ့အရာကငါတို့အတွက်တကယ်ဆိုရင်လေကိုကောင်းမှကိုကကောင်းမှကိုရဲ့နှလုံးသားကိုပဲအရင်ဆုံးပြင်ဆင်သူများအရင်ဆုံးမပြင်ဆင်ခိုင်းနေကိုရဲ့အမားကိုတီးမှကိုရဲ့ဟောက်ကိုရဲ့နှလုံးသားကိုပြင်ဆင်မှသူတပားကိုပြန်ပြီးတော့တုံ့ပြန်တဲ့အခါမှာသူတပားဘက်ကနေပြီးတော့မေတ္တာပို့ရတယ်အဲ့ဒါကကြမှာပို့ပြီးတော့ချစ်ချင်းမေတ္တာဆိုတာပို့ပြီးတော့ဖြစ်လာမယ်ဆိုတော့ကျွန်တော်ဒီနေ့ဇာတိလူနေဝိညာဉ်လူအကြောင်းလေးနဲ့ကျွန်တော်တို့ရဲ့မျှော်လင့်ခြင်းကကျွန်တော်မမားပါစေနဲ့ဖျားဖြစ်ပါစေကျွန်တော်တို့ရဲ့ focus ရလဲဖျားဖြစ်ပါစေကျွန်တော်တို့ရဲ့အသိရှင်ခြင်းရလဲဖျားအသွေးဖြစ်ပါစေကျွန်တော်တို့ရဲ့ဒီလောကကြီးမှာအသိရှင်တွေသေးဟာလောကအရာတွေဖျားအရာကိုပဲတောင်းတတဲ့အရာဖြစ်ပါစေလို့ဒီမှာရှင်းညီကမောင်တို့ဒီညမှာကျွန်တော်ခွန်အားပေးပြီးတော့ကျွန်တော်ဒီနှုတ်ခွက်တော်အားဖြင့်ကျွန်တော်အဆုံးတက်သွားခြင်းနဲ့လို့အရောက်ချင်းစီထဲမှာဖျားရှင်စကားပြောပါစေအလုပ်လုပ်ပါစေဒီကျမ်းပိုက်လေးတွေကိုဖတ်ကြပါလို့ကျွန်တော်ပြောချင်တယ်ခုနကျွန်တော်ပြောတဲ့ဂလာတိခန်းကြီး9ကိုဖတ်ပါပြီးတော့အဲ့ဒီဂလာတိလောက်ပဲဖတ်ကြပါအောင်နော်ကျွန်တော်တို့အဲ့ဒီထက်ကနေမလွတ်နိုင်ဘူးအဲ့ဒါကြောင့်ဂလာတိ9လောက်ပဲကျွန်တော်တို့ဖတ်ကြပါလို့အဲ့ဒါလွတ်မြောက်သွားလို့ရှိရင်တော့အယံကိုပါကျွန်တော်တို့ရဲ့ဝိညာဉ်နဲ့အသက်ရှင်ဖို့အများကြီးတိုးတက်သွားမယ်ဆိုတာကိုကျွန်တော်ပြောချင်တယ်အရောက်ချင်းစတဲ့မှာဘုရားသခင်ကောင်းချီးပေးပါစေလို့